အားလုံးပဲမင်္ဂလာပါဦးနိုင် miss call ခေါ်ထားတဲ့ဟာတွေဝင်ထားတာရှိတယ်ဖုန်းထဲမှာဒီထိုင်အဆင်ပြေကြလဲကိုညီစီယာကဲကိုတို့ကျွန်တော်ပြန်မပြောနိုင်တော့ဘူးတဲ့ဒီနေ့မမကနန်းနေပုံမှာအမှန်ကမမကနန်းမရောက်လို့လှမ်းမေးတဲ့သဘောနဲ့တူတယ်ကဲဒီနေ့ကျွန်တော်မမကနန်းနေပုံမှာညမှာပုံမှာเนาะကျွန်တော်တော့ညမှာပုံမယ်ဆိုတော့မင်းညကကျွန်တော် record တင်တဲ့အချိန်မှာအိပ်ပျော်သွားတယ်အိပ်ပျော်သွားတော့ဘာဖြစ်တုံးဆိုတော့ဖုန်းမီကုံသွားတာပေါ့ဗျာနှမျောလိုက်တာကျွန်တော်မှာအဲစောစောဦးနိုင်ရင်ဖုန်းလာလို့ကျွန်တော်လည်းခုမှပဲအဲ့မှာ7နှစ်တောင်ထိုးပြီဗျာနော်ဟာမင်းညအေးကြီးကကျွန်တော်3နာရီကျော်မှနိုးရောဗျာအတော်ထဲမှာနိုးတော့နောက်ထပ် record ကမတက်ဘူးအရင်ကလေးကတက်သွားအရင်ကလေးကကျွန်တော်တင်လိုက်တော့မနေ့ကဗီဒီယိုဖိုင်တက်သွားပြီးတဲ့နောက်ကဲဒါတက်သွားရင်ငါ record လေးထပ်တင်မယ်ဆိုတင်နေပြီးတော့ record လုံနေတာ record လုံနေပြီးနီးပညာတို့ဦးနိုင်တို့ဘာလို့ပေါ့နော်ဦးနိုင်ကမလုံတတ်တာဟိုခုနကဖုန်းဆက်တယ်ဦးနိုင်မန်းပိတ်ထားတာလားဆိုမဟုတ်ဘူးတဲ့ငါမလုံတတ်တာတဲ့အေးတာပဲပေါ့နော်အေးတော့နောက်ထပ်ကျွန်တော်ထပ်လုံပြီးတော့တင်ထားတယ်လို့အဲ့ဒါဝင်ကြည့်လိုက်ဦးနိုင်နားလည်လိမ့်မယ်လို့ဒါ software လေးတွေကို down ပြီးတော့လေစာရေးတာတို့တင်တာတို့ပေါ့ဗျာအဲ့ဒါကျွန်တော် record နဲ့ comment ပိတ်နေဒီလိုဖွင့်တော့အဲ့မှာကျွန်တော်မပြောလိုက်ရဘူးဒီရှေ့ဖိုင်နေတင်ပြီးသားဖိုင်တွေကို comment ပြန်ဖွင့်လို့လည်းရတယ်လေအဲ့ဒီပြန်လုပ်လို့ရတယ်ပေါ့နော်ထားပါတော့အဲ့ဒါကျွန်တော်နောက်ထပ်ထပ်လုပ်ပြမယ်အဲ့ဒါမင်းညကရှေ့ဖိုင်တင်ပြီးတော့ကျွန်တော်လည်းနောက်ဖိုင်ကိုတင်ရင်းနဲ့အဲ့ဖိုင်ထဲမှာတင်ကိုကျွန်တော်အိတ်ချင်နေရပါအဲ့မှာအိတ်လိုက်တော့ပျော်သွားပြီနောက်ဖိုင်ကမတက်တော့3နာရီကျော်လောက်မှနိုးတော့မှကြည့်လိုက်ဘာလို့မတက်တာတော့ပေါ့လေစောစောက line ကောင်းရင်ဘာလို့မတက်တာအဖြေရှာလို့မပြီးမှ message ဝင်လာတော့မှတင်ဖုန်းလက်ကျန်ငွေ100အောက်နဲနေပါဟိုက်သွားပြီကျွန်တော်ကဖုန်းမီထည့်ပြီးတော့ MB မဝယ်လိုက်ရဘူးနှမျောလိုက်တာဖုန်းမီတဲ့ဟိုဘက်ကထည့်တာကိုအဲ့လိုမေ့တာပဲမေ့တော့ဟိုဘက်ကကျွန်တော်1000ခွဲထည့်တယ်နှလုံးဆိုတော့ကျွန်တော်3000ထည့်ပြီးတော့မှဒေတာမဝယ်လိုက်ရဘူးဗျာအဲ့ဒါမေ့သွားကျွန်တော်ဖုန်းက auto ဒီ1 cut 2 cut line ကောင်းတဲ့ဟာ auto ပြောင်းအောင်နှိပ်ထားတာဆိုတော့ Audi 2နဲ့ MBD နဲ့တင်တာဆိုတော့ MBD မကောင်းရင် Audi 2ကိုသူ့လို auto ပြောင်းသွားတာနှစ်ကတ်ပေါ့နော်အဲ့လိုမျိုး auto ချိန်မိတာအဲ့ဒါကျွန်တော်အမှတ်မရဘူးအမှတ်မရတော့မဝယ်လိုက်ရတော့ဖုံးပြီး1000ခွဲရပလုံသွားအဲ့ဦးနိုင်စောစောကအေးတယ်ငါပေးထည့်ပေးလိုက်အောင်လားတဲ့ဦးနိုင်ရပါတယ်ဦးနိုင်ရလားအမှန်တော့ကျွန်တော်ဒီနေ့ကြိုက်တဲ့ဗီဒီယိုထဲမှာထည့်ပြောမလို့ဦးနိုင်စီကဖုံးပြီးတောင်းအောင်မယ်လို့အဲ့ဒါလေးတင်လိုက်တာကြုတ်ဒီမှာ data မဝယ်လိုက်ရလို့ကုန်သွားတယ်အဲ့ဒီမှာနောက်ထပ်ဖြည့်ပြီးတော့ကြဝဲတင်လိုက်တော့မှတက်သွားတယ်နှမျောတာပေါ့နော်ကဲထားပါတော့ဟိုနှမျောတေဆိုတာကိုလည်းအဆင်မပြေတဲ့အချိန်ကာလမဟုတ်ပါအဲမှာကျွန်တော်ဦးနိုင် miss call တွေမှာဝင်ထားတယ်ပြီးတော့ကျွန်တော်မန်ပါတဲ့ညီကိုတွေ message ရောက်နေကျွန်တော်ပြန်မပြောနိုင်တယ်ပေါ့နော်အဲ့အကိုတွေလည်း line မရတဲ့ data ဆိုတော့နေထိုင်ရေးအဆင်ပြေကြလားကိုညီဆရာတဲ့ဒီမှာကျွန်တော်မှာစာပို့ထားလေးတယ်မပြောနိုင်တော့ဘူးပေါ့ဗျာဒီမှာနေထိုင်ရေးအဆင်ပြေကိုအခုလေးတွေမှာ750ခေါ်ကဲစနစ်ထိုးသွားပြီဆိုတော့ကျွန်တော်ဗီဒီယိုဖိုင်လေးရိုက်တင်လိုက်အောင်မယ်ဗီဒီယိုဖိုင်ရိုက်တင်ဖို့ရာကကျွန်တော်မမကနန်းနဲ့မှမထည့်လိုက်ရတယ်မမကနန်းကလည်းဒီနေ့သာမမကနန်းနေပို့မယ်ပြောအထုပ်တွေအခုမဖြစ်ရသေးဘူးနော်ဒါပေမဲ့မမကနန်းရွေးဖို့ကကျွန်တော်တို့ဒီအဓိက main စာအုပ်ဒီစာအုပ် main စာအုပ်လေးရှိမယ်ဒီကလင်ဒါအလွတ်တရက်ရှိမယ်ဆိုရင်မမကနန်းကျွန်တော်ထုတ်လို့ရတယ်တရားလေးမလိုဘူးမလို့ဆိုမှလိုတယ်ပေါ့ဗျာသို့တော့မရှိခဲ့သေးချင်တော့ဒါတွေမရှိအောင်တော့ဒီစာအုပ်တွေမရှိအောင်တော့ကျွန်တော်မှာဒီအဓိက main နဲ့ဒါရှိရင်ကျွန်တော်စီကြောတွေအကုန်မှွေနောက်ပြီးတော့ကနန်းထုတ်လို့ရတယ်ဒီနေ့ပဲဒါဘယ်လောက်ရှိမလဲဒါ80ရာခိုင်နှုန်းပေါ့နော်80ရာခိုင်နှုန်းလောက်ကစီကြောမှန်သမျှ80ရာခိုင်နှုန်းလောက်ကဒီထဲမှာအကုန်လုံးရှိပြီးသားအဲ့တော့ကျွန်တော်ပြောခဲ့သလိုပဲပေါ့ကျွန်တော်တို့အကိုထွန်းတို့ကြတော့နော်အကိုထွန်းဆိုတော့ဦးနိုင်နဲ့အတငယ်ချင်းပဲနော်အခုနတော့မှအေးတဲ့အခုမင်းအကိုထွန်းနဲ့ဦးနိုင်နဲ့နောက်ပြီးတော့မှလက်ဖိတ်ဆိုင်သွားပြီးတော့ဒီ line လေးပါလေး software လေးပါလေးတောင်းနေပြီးလုပ်မယ်တဲ့ဦးနိုင်သူပြောသွားတယ်โอเคဟုတ်ပြီအကိုထွန်းနဲ့ကျွန်တော်တို့ရဲ့အခြေအနေကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီစီကြောတွေကလေကျွန်တော်တို့အတွက်ကကလင်နာမှာရှိတဲ့ဒီစီကြောတွေမနေ့ကပေါ့ဗျာမနေ့ကကျွန်တော်ပြောတဲ့လူလိန်ဆိုတဲ့ကောင်လာပြီးတော့သူဆွဲထားတဲ့လူလိန်ဆိုတဲ့ကောင်ညဘာလို့139တို့เนาะဘာ388တို့86ခုလို့ဒီဇက်လန်းတွေကကျွန်တော်တို့ကတကယ်မှွေနောက်ထားတဲ့အလွတ်တွေပြောခင်ဗျာဟိုငမော်ပြောလို့ပေါ့เนาะဟိုတရင်တို့ထားချအန်ကြဆိုသလိုမျိုးဒီစီကြောဇက်လန်းတွေဒီကျွန်တော်တို့အတွက်ကတရင်တို့ထားချအန်ကြဘယ်အချိန်မှာကောက်ရိုက်သူ့ရဲ့ဒီဘက်မှာကျွန်တော်တို့351ထွက်တယ်လို့တွားမယ်ဆိုရင်351ကိုယူလို့ရတယ်
ပရိတ်6ကျွန်တော်ခုနကတွေးတာပရိတ်6ရှိတာဟုတ်ပြီဒါလေးကျွန်တော်အရင်ပြောအောင်မယ်မထူအောင်ဒီရောက်သွားပြီနော်ဒီရောက်သွားပြီဆိုတော့ဒီဇလန်းကကျွန်တော်တို့9နှစ်ကျော်ဇလန်းကျွန်တော်ပြောခဲ့တဲ့ဒီ665လို့လှည့်ခဲ့တဲ့ဇလန်းမှတ်မိတယ်မို့လားကျွန်တော်မနစ်ကအောင်ခဲ့တဲ့665မင်းလေးပြောင်းလိုက်အောင်မင်းလေးလည်းကုန်ပြီဗျာမနေ့ကကျွန်တော်ကစားကွက်ဒါပြန်ကြည့်ကြတော့မရှိတော့ကျွန်တော် channel ပြတ်သွားနော်665လို့လှည့်ပြီးကျွန်တော်963ကိုထုတ်ရိုက်ပြခဲ့တာဒီ9နှစ်ကျော်ဇလန်းကလေ665လို့လှည့်တယ်ပြီး9နှစ်6ကိုထုတ်ရိုက်ပြသွားခဲ့တာအောင်သွားခဲ့တဲ့ဇလန်းဒီဘက်မှာ3ညထိပါကိုလိုက်တယ်နော်3ညထိပါကိုလိုက်တယ်ထားဒီ3ညဇလန်းနောက်တဲ့ထားအဲ့တော့ဒီ665လို့လှည့်တဲ့ဒီဇလန်းကြီးက9နှစ်ကျော်ရဲ့665လို့လှည့်တဲ့ဇလန်းကြီးကအခုဒီစီးကြောတွေနဲ့အချိန်တိုင်းမှာ665ပရင်ကတဲခဲ့တာအဲ့ဒါကြီးကျွန်တော်အဲ့တုန်းကမမြင်ခဲ့တာလားမပြောခဲ့တာလားမသိဘူးလူကဘယ်လိုပြောလောနေတာပေါ့နော်ဘယ်လိုတော့ဆိုတော့ဒီအခုဒါဟိုတနေ့ကကျွန်တော်တင်ပေးလိုက်တဲ့လူလိန်ဆိုတဲ့ဖိုင်เนาะဒီစီးကြောကိုပြပြီးတော့ဟိုကွန်ပျူတာနဲ့ဟိုပေါင်းဒီပေါင်းနဲ့ငွေထုတ်တွေပြပြီးလိန်စားသွားမယ်ကောင်းပေါ့ဗျာเนาะအဲ့တော့ဒီစီးကြောဒီကနန်းတွေဘယ်ကလာတဲ့ဒီကနန်းတွေဘယ်ကလာလဲဒီကနန်းတွေဘယ်ကလာနိုင်တယ်ဆိုတဲ့အတွေးတွေဒီကောင်တွေမှာတွေးစရာလုံးဝမှာကိုအဖြေမရှာနိုင်ဘူးเนาะအဲ့ကောင်တွေမရှာနိုင်ဘူးဒီနာတွေးလို့ကောက်ဆွဲပြီးလို့ရှောက်ဟိုပေါင်းဒီပေါင်းလုပ်ပြတာပြောချင်တာကလေလိန်တဲ့သူတွေတက်ကျွန်တော်အလိန်ခံကျင်တဲ့သူတွေကိုတော့မတတ်တယ်အားလို့လိန်ခံအားတဲ့သူတွေဆိုရင်တော့အလိန်မခံရအောင်လုပ်ပေါ့ဗျာเนาะတိတိနဲ့အလိန်ခံရင်တော့ခံကြပေါ့ဒါတော့ကိုဟာနဲ့ကိုနော်ဟုတ်ပြီအဲ့ဒါဆိုအဲ့ဒီဇလန်းကဒါလေးနည်းနည်းပြောလိုက်မယ်နော်ရှင်းချောင်းကလှည့်တဲ့ဇလန်းကျွန်တော်အောင်သွားခဲ့ပြီကျွန်တော်ပြန်ကြည့်ကြတော့ဒီ channel အောင်ပြတ်သွားပြီအဲ့တော့ပြန်ပြီးတော့ဖော်ပြကြရတာမရှိသို့တော့ကိုလူဟောင်းနေတည်ပြီးသားနော်အဲ့ရှင်းချောင်း9လို့ဖြစ်သွားတဲ့ဒီ9နှစ်6ကျွန်တော်နီးမတွေ့အဝေးကြီးတွေးတယ်ဘယ်ကတွေးတော့ကျွန်တော်တွေးခဲ့တာလေပြောပြခဲ့တယ်မို့လားတင်90ပြန်ကြရှိရတစ်နှစ်ကျော်ကနန်းဒီကနန်းနော်ကျွန်တော်တို့9နှစ်ကျော်လိုက်တင်90ပြန်ကြရှိတယ်လေ9နှစ်ကျော်ဒီမှာတင်90ကျွန်တော်တို့ပြန်ကြရှိတယ်တင်90ပြန်ကြရှိတစ်နှစ်ကျော်ကနန်းဒီကနန်းကိုကျွန်တော်ယူပြခဲ့တာယူပြခဲ့တော့အဲ့ဒီကနန်းကြီးဘယ်ကိုသွားကျွန်တော်ဒီနားမှာဟိုနှစ်တည်ကြီးမပြတော့နော်4နှစ်ဆောင်ဆင်းခဲ့တဲ့ရှေ့ကိုနားဒီမှာနားခဲ့တယ်9နှစ်ကျော်ပါနော်9နှစ်ကျော်ဇလန်းဒီမှာကျွန်တော်တို့4နှစ်ဆောင်ဆင်းခဲ့တဲ့ရှေ့မှာဒီ635က4နှစ်ဆောင်ဆင်းခဲ့တဲ့ရှေ့မှာနားဒါလေးပဲအဝေးကြီးရတယ်အဲ့တော့အဲ့ဒီလိုတင်90ပြန်ကြရဲ့ရှေ့တစ်နှစ်ကျော်ကနန်းဒီမှာလဲတင်90ဒီမှာပြန်ကြနော်တင်90ပြန်ကြရဲ့ရှေ့တစ်နှစ်ကျော်ကနန်းဒီနှစ်တည်ကြီးမပြတော့ကွာဝေးကြနော်ဒီ4နှစ်ဆောင်မဆင်းခင်ရှေ့မှာနားကျန်တာဒီပါသေးတယ်ပေါ့နော်ဒါကျွန်တော်အနည်းဆုံးပြောတာ4နှစ်ဆောင်မဆင်းခင်ရှေ့မှာနားပြီးတော့မှအဲ့256နဲ့အဲ့635ကိုကျွန်တော်ကဒီမှာ256ကို9ထိန်းနဲ့665လှည့်ထုတ်တယ်635ကို665လှည့်ထုတ်တယ်ဆိုတဲ့ဇလန်ဒါတွေကကျွန်တော်အတွက်အဓိကအနှစ်ဒီ line တွေကအရန်ကိုဒီစီကြောသဘောကိုဘယ်လိုပြောမလဲဒီလိုမျိုးတွေ့ကြုံပြီးတော့ဗောနော်ဒီလိုကစားကွက်တွေရှိတယ်ဆိုတာကိုသိသွားပြီးဆိုရင်စီကြောကကျန်တာနဲ့မတိုးတော့ဘူးမတိုးတော့လို့ကျွန်တော်ဟိုတလုံးကလေဟိုဥနိုင်ထဲကိုဝင်မှတ်မယ်ဆိုတာအဲ့ဒါပေါ့ဟိုဘက်နှစ်တီတုန်းကကျွန်တော်တင်တဲ့အောက်မှာလာမှတ်ထားတဲ့လူတယောက်ဥနိုင်စီမှာပညာသွားတင်လိုက်အောင်လို့မှတ်လာဘူးကျွန်တော်ရည်တယ်လေဥနိုင်လည်းအဲ့ဒါတွေ့တော့ကိုထုံးကိုပြောတယ်လေနော်ဟောရပါကွာဟိုကကိုထုံးလေးမြောက်ပြောလိုက်ဆိုမှအဲ့ဒီဘူယူနေရတယ်အဲ့ဒါသူတို့ကအကြောင်းမသိလို့ပြောတာဟိုအကြောင်းမသိလို့ဆိုတာကဥနိုင်နဲ့အကိုထုံးနဲ့က level ဖတ်နေတဲ့တငယ်ချင်းတွေအကိုထုံးကကျွန်တော်နဲ့ဒီစီကျော်ကို level ကစားတဲ့သူကစားတာတောင်မှကျွန်တော်ရဲ့ဒီအခုအတွေးခေါ်တွေကိုအကိုထုံးကနှစ်သက်လို့ကျွန်တော်ရဲ့နီးတွေကိုဆရာတင်ပြီးကစားတာမေးကြည့်ပေါ့နော်သူကကို့အဖေအရွယ်လောက်တွေရှိတယ်ဥနိုင်တို့အကိုထုံးတော့သို့တော့ကျွန်တော်ရဲ့ဒီအတွေးတွေကြတော့သူတို့အရင်တုန်းကမတွေးနိုင်ခဲ့ဘူးကျွန်တော်တွေးပြတော့မှအတိတ်ပဲတွေရှိမှသိလို့လိုက်ကစားတာပေါ့နော်ကို့ဆရာတင်ပြီးလိုက်ကစားတာသို့တော့အကိုရဲ့ရှာဖွေမှုကအရမ်းမိုက်တယ်နော်အဲ့မှာအပြန်လန်ညီကိုနဲ့အပြန်လန်ကစားကြတဲ့ line တွေအဲ့တော့ကျွန်တော်တို့ရဲ့အနေထားကခုနကစခဲ့တဲ့ဇလန်ပြန်ပြောရမယ်ဆိုရင်ဒီဟိုတလောကကျွန်တော်ပြောခဲ့ဘူးလေအကိုထွန်းတို့ကျွန်တော်တို့ကြတော့ဒီစီးကြောတွေပေါ့ခြံတွေပေါ့ဗျာဆိုကြဆိုခဲ့ကျွန်တော်မှခြံဧက10ဧကရှိတယ်အဲ့ဧကထဲမှာဟိုခြံစိုက်ထားတယ်ပေါ့နော်တင်မောပင်တွေငပြောပင်တွေစိုက်ထားတယ်ဆိုကြပါလို့အခုမှစိုက်တာမဟုတ်ဘူးကျွန်တော်တို့က ready ခူးဖို့ရအဆင်သင့်ဖြစ်နေပြီအဲ့လိုအနေထားမျိုးအဲ့တော့ဟုတ်ပြီဒီခြံတွေကဒီပင်ကဒီအသီးလေးကမှဲ့ပြီးမှဲ့တဲ့အသီးလေးခူးစားလိုက်ရုံပဲဒီခြံတွေကတော့ကဲဒီအသီးလေးကမှဲ့တဲ့အသီးလေးခူးစားလိုက်ရုံပဲကျွန်တော်တို့ကအဲ့လိုအနေထားမျိုးရောက်သွားပြီအခုမှစိုက်မယ်သူဆိုရင်တော့ဟဲ့ပြိုးဟဲဆွာဟဲမြေတောင်ဆွာဟဲအပင်ပြုစုပြုထောင်နေတဲ့အနေထားကိုမတရားလုံးမှန်းမှာကျွန်တော်တို့အဲ့လိုမဟုတ်ဘူးဒီစီကြောတွေကအခုလိုကြည့်လိုက်တာ ਨੇ ဒီမိန်းစာအုပ်နဲ့နော်ကျွန်တော်ရဲ့ဒီမိန်းစာအုပ်နဲ့ဒီကလင်နာရှိရယ်မမကနန်းနေထုတ်လို့ရတယ်ဆိုတာအခုကျွန်တော်အလွတ်ပြောနေတာကဒီထက်မှဒါလည်းမှတ်ပြီးသားတယ်သို့တော်ဒါလည်းအုံနောက်ထဲမှာရှိပြီးသားဟာတယ်ဟုတ်ပြီနော်အဲ့လိုမျိုးအနေထားအဲ့ဒါတွေကိုတချို့ကခိုးပြီးတော့ယူလို့ဟိုယူရင်လဲတောင်းစားကြအခုတခါကျွန်တော်ပြောတယ်ပေါ့နော်အကိုထွန်းတို့ရေနော်ခင်ဗျားတို့ငပြောစီမှဲ့နေလို့ကြုတ်စားခြင်းလို့ပါကြုတ်ပေးပါဆိုရင်ပေးပါတယ်နော်အဲ့လိုမျိုးတောင်းစားအဲ့လိုတောင်းမစားဘဲနဲ့ခိုးဆိုင်တော့အဆင်မပြေဘူးဆိုတာဒီစီးကြောတွေကကျွန်တော်ကစားသလိုလိုက်ကစားနေလို့မ
ကစားဘူးလားဆိုတော့မဟုတ်ဘူးကစားလို့ရတယ်အတိမတ်ပြုတ်ပြီးတော့မှကစားပေါ့အဲ့ဒါဆိုပိုကောင်းတာပေါ့နော်ဟိုဒီနေ့ကျွန်တော်ပို့လို့ပေါ့ဗျာပို့တဲ့ချင်းတွေကိုကဲအဲ့ဒါလေးပြောရင်ရှည်သွားလိမ့်မယ်နော်နောက်ကြမှာထပ်ထည့်ပြောမယ်လောလောဆယ်ဒီနေ့မမကနန်းနေရွေးချယ်ပြီးတော့ပို့ရမှာမလို့ကျွန်တော်ဒါမြန်သွားလိုက်အောင်မယ်အခုဗာပြောချင်တာတော့အဲ့665လို့လှည့်တဲ့ဇလန်665လို့လှည့်တဲ့ဇလန်မှာအဲ့ဒီ665တီနော်ခွင်းစရီအများကြီးပါပဲဒီ150ပြန်ကြရဲ့ရှေ့ကကနန်းကိုယူခဲ့တော့သူတို့နဲ့အကြိမ်ကိုက်ကိုဆင်းလိုက်ရင်ဘာတွေရှိတုံးဆိုတော့ကျွန်တော်ဒီနားလေးမှာဘာတွေဟိုကအကြိမ်ကိုက်ပြင်ခွန်လေးတစ်တို့1လေးခွန်လို့8လေးကိုလို့ရှိတယ်ဆိုတဲ့ဇလန်နော်ခွန်လေးတစ်တို့8လေးကိုတပင်နေဒီမှာကျွန်တော်မျက်စိကြီးရလဲဆင်းမျက်စိရလဲမွဲဆိုပြောဦးမယ်ဗျာမျက်စိကကျွန်တော်မနေ့ကမျက်စိမွဲဆိုမနေ့ကကျွန်တော်ပြောတဲ့ record တွေမှာအခေါ်တွေမှားတယ်နော်ကျွန်တော်ကဒီလိုခေါ်တွေမှာဒီဥနိုင်ကိုရှင်းပြတဲ့ထဲမှာဒီကိုင်းမာစတာဆော်ဝဲတွေကိုတွားပြီးတော့ great လို့တွားပြောတာမဟုတ်ဘူးသူ C နဲ့ G နဲ့ကျွန်တော်မျက်စိကမမြင်မွဲတာဒီကိုင်းမာစတာတွေကိုတွားဒီမဲ့ GREADE လို့မျက်လုံးကတွားမြင်လို့နော် great news ဆိုလားမလို့ကျွန်တော်ထည့်ပြောမိတာမှားသွားကျွန်တော်ပြီးမှပြန်စဉ်းစားဟုတ်ဘူးကလို့သူပြတဲ့နီးပြန်သမားတွေပြောနေတာ create လို့ပြောပါပြီးတော့မှCREAD ဟုတ်သားပဲငါကလည်းမျက်စိကြီးမွဲပြီเนาะဒီ C နဲ့ G နဲ့ကိုကျွန်တော်မကွဲတော့ဘူးအပြောလွဲပြီမဲ့ကိုအဓိကလုံးတဲ့ဟိုအဓိကပေါ့နော်ဒါဒီအကိုင်းမှာဆိုတာဆိုပဲခုနကဥနိုင်ကသူဆိုင်သွားမယ်တောင်းမယ်ဟာမိုးကြလားဆိုင်သွားမယ်တောင်းမယ်အဲ့ဒါလေးသူလုံးမယ်လို့ပြောတယ်ပေါ့နော်ဒါကျွန်တော်စာလေးတွေရေးပြီးလောက်ထားတယ်ဟာအရင်တော့ကဒီမှာဟာတာလေးကိုရကျွန်တော်ကြောင်လေးနဲ့ပတ်သက်တဲ့ဟာတာလေးဒီမှာလေဒါလေးဖွင့်ကြည့်လို့ရတယ်ကဲထားပါဒါလေးတင်အောင်မယ်နော်တင်မှကျဆေးလိုက်အောင်ဆေးရင်ဒီမှာလေဒီမှာမြားလေးကိုနှိပ်ပြီးတော့ကျွန်တော်ကတော့ဒီမှာဘလောက်နဲ့တော့ဖိုင်ဆိုင်နေနဲ့ကြည်လိုက်အောင်တကယ်480နဲ့ကျွန်တော်15ထားလိုက်အဲ့ဒါလေးနဲ့ကျွန်တော်ဆေးလိုက်ကိုထားနေတာထားနော်ဥနိုင်မီတော့ဥနိုင်ငါဘာမှမသိဘူးကွာမတ်ပိတ်တာဖွင့်နိုင်လဲငါမသိဘူးတဲ့ဖြစ်ပုံကဥနိုင်လဲအားတယ်နော်ဥနိုင်တို့အကိုထုံးတော့ဒီနေရာကျတော့အားတယ်ဟိုနေရာကျရင်တော့လဲတယ်နော်ကဲဒါကြောင်ဆိုဝဲလေးထားတော့မနစ်ကအမှတ်တရကြောင်ဆိုဝဲလေးအဲ့ဒီကျွန်တော်ထပ်တင်အောင်မယ်နော်စာလေးတွေရေးတယ်ပေါ့ဗျာစာတန်းလေးတွေရေးတယ်ပြီးတော့ဒီမှာပြည့်ပြီကဲနမူနာပြအောင်မယ်ဥနိုင်ရေးကျွန်တော်နမူနာပြအောင်မယ်အဲ့တော့ဟိုဟာလေးကိုသွားဟိုဓာတ်ပုံဖိုင်လေးကိုသွားအဲ့ဒီအခု down လိုက်တဲ့ဟာလေးပြမယ်ပေါ်လာပြီဒီမှာ down လိုက်တဲ့ဟာလေးကျွန်တော်ပြမယ်အဲ့ဒီပါနော်ဒီမှာနော်ဟဲ့ကျွန်တော်စာလေးတွေထည့်လိုက်ပါနော်စာလေးဟဲ့အောင်အဲ့လိုမင်းပြောတော့ချဲပေါင်းမခေါ်ပြီးမယ်ဆိုကွာအဲ့လိုမျိုးပေါ့နော်ဒီချေရဒီတက်ပေါင်းမလားကွာဟဲ့အောင်ဘာညာပေါ့အဲ့ဒါလေးတွေပေါ့နော်ဘာကွာဟဲ့အောင်မမင်းကငါ့ကိုထင်သေးတာလားကွာဟဲ့အောင်အဲ့ဒါစာလေးတွေရေးတာအဲ့ဒါနဲ့ရေးတာဥနိုင်ရင်နော်ဒီဘက်မှာငါပြီးဝုန်းထားတာမင်းမယုံရင်စောင့်ကြည့်လိုက်ဟဲ့အောင်ပုံမှန်လို့ကငါကောင်မင်းကနန်းဘယ်ရတာတော့ကွာဒါဒီလိုစာလေးရေးရတယ်ဆရာထုံးကနန်းကွာဆရာထုံးကနန်းအဲ့လိုမျိုးပေါ့နော်ဘယ်ကဆရာထုံးတော့ပေါ့ဟောမေးတော့မယ်ဘယ်ကဆရာထုံးပါလိမ့်ပေါ့တွေးတယ်ပေါ့ဗျာအဲ့လိုမျိုးပေါ့နော်ငါဆရာထုံးကနန်းကွာတယ်ဘယ်ကဆရာထုံးလဲကွာကွာငပြားကြီးတို့စိမ့်မီတို့မပန်းဝီတို့ပြောတဲ့ဆရာထုံးကွာအဲ့လိုမျိုးပေါ့နော်အဲ့လိုကျွန်တော်စာရေးတာနော်အထောင်လေးနဲ့ပေါင်ပြင်းမဲ့ဆရာထုံးကွာအဲ့လိုမျိုးနော်ဟုတ်ပြီထားတော့ဒါလေးကကျွန်တော်အမှတ်တရအနေနဲ့မနေ့ကကြောင်ဇလန်းလေးအခုပြောချင်တာကအဲ့ထဲမှာကျွန်တော်စလုံးပေါင်းကြီးညလုံးကမွဲတော့ခေါ်ပြီးမှားသွားတဲ့အကြောင်းပေါ့အဲ့တော့မျက်စိမွဲတော့လေလူကချမ်းသာတော့မှာနော်မျက်စိမွဲပြီမဲ့လူကချမ်းသာတော့မယ်ကဲချမ်းသာမဲ့နီလန်ဟူသွားနေတယ်ဗျာအဲ့တော့ဘယ်ရောက်သွားလဲဆိုတော့ကဲပြန်ဆက်အားလင်းလာတဲ့ခင်လင်းမတက်နိုင်အောင်ကျွန်တော်ပြောရင်းနဲ့ရှောက်ရောက်သွားတယ်အဲ့တော့ဟုတ်ပြီအဲ့ဒီမှာအဖြေတွေကဘာတုံးဆိုတော့ကျွန်တော်ဒီကနန်းကိုထုတ်ဖို့ရတော့ဒီကျွန်တော်တို့625ကိုထုတ်ဖို့ရတော့356ကိုထုတ်ဖို့ရတော့သူတို့နဲ့အနီးဆုံးက150ပြန်ကြတွေရှိတယ်သူတို့ရဲ့အောက်ကိုသွားလိုက်လို့ရှိရင်ခွန်လေးတစ်ဖရင်ကြီးရှိတယ်နော်ခွန်လေးတစ်ဖရင်ကြီးရှိတယ်လိုရင်းပေါ့ဗျာအဲ့ဒီခွန်လေးကျန်တာတွေဖယ်လိုက်တော့ခွန်လေးတစ်ဖရင်ကြီးရှိတယ်ရှိတဲ့ခွန်လေးတစ်ကြီးကိုဒီဘက်ကိုပြစ်လိုက်ပြီခွန်လေးတစ်ကိုဒီဘက်ကိုကျွန်တော်တို့တဲပြစ်လိုက်ပြီဘယ်ရောက်သွားလဲဒီမှာခွန်လေးတစ်9နှစ်ကျော်ဇလန်းပြနေပါဦးတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်5နှစ်ကျော်မှာဒီမှာခွန်လေးတစ်ဒီမှာရောက်ပြီနော်ခွန်လေးတစ်ဒီမှာတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်5နှစ်ကျော်မှာခွန်လေးတစ်ဒီကောင်ထင်တာပဲနော်ရောက်ပြီးတော့မှဒီခွန်လေးတစ်ကနေပြေးလိုက်မယ်သူတို့ဒီတပင်2ပင်3ပင်ကျော်တဲ့ဒီလိုလွှားတဲ့ဇလန်ဒီကောင်ဒီတပင်2ပင်3ပင်ကျော်လွှားတယ်ဟုတ်ပြီအဲ့တော့ဟုတ်ပြီဒီခွန်လေးတစ်ဖရင်ကြီးအပေါ်ပေါ့ဗျာကျွန်တော်ဒီမှာလှမ်းပြီးတော့ဒီကျွန်တော်9နှစ်6ကိုပြန်ထုတ်တာအဓိပ္ပာယ်ကလေဒီမှာခွန်လေးတစ်ဖရင်ကြီးအပေါ်ကိုပြန်ထုတ်တာဒါလူရင်းကိုပြောပြတာ963ကိုပြန်ထုတ်တာအဓိပ္ပာယ်ဒီဘယ်လိုဆောင်းတယ်လဲဆိုတော့
အတိဘက်ကဒီ6 9နှစ်နဲ့ခွန်လေးတွေအဝေးနော်ဒီတစ်လေးခွန်ရဟိုးပေါ်6နှစ်5ကိုထုတ်ပေးဖို့ရတော့နော်ဒီတစ်လေးခွန်ဟိုးပေါ်6နှစ်5ကိုထုတ်ပေးဖို့နောက်တစ်ခါကလည်းဒီခွန်လေးတစ်ရဟိုးပေါ်ကဒီကျွန်တော်တို့365ကိုထုတ်ပေးဖို့ရအတွက်ဒါမျိုးပေါ့နော်အနည်းဆုံးကတင်50ရှိတယ်အနည်းဆုံးကတင်50ရှိအဲ့တော့ဟုတ်ပြီ6နှစ်5ရဲ့အောက်ကဟောဒီကတစ်လေးခွန်ရှိလို့တစ်လေးခွန်ရဲ့အပေါ်က6နှစ်5ကိုထုတ်ပေးဖို့ရအတွက်မင်းထွက်ပေးဖို့ရအတွက်ငါသွားနှင့်မယ်နင်းလိုက်ခဲ့ပေါ့နော်ဒီတစ်လေးခွန်ကဒီကိုလာခဲ့တာဒီကိုလာပြီးမှငါရောက်နေပြီးနင်းလာခဲ့တော့ဆိုပြီးတော့ဒီမှာလာပြီးထုတ်သွားတာဟုတ်ပြီနော်ဒီမှာလည်းအဲ့လိုပဲဒီတစ်လေးခွန်ရဲ့ဟိုးပေါ်က6 5 3ကြီးကိုထုတ်ပေးဖို့ရအတွက်မင်းထွက်ဖို့ရအတွက်ငါသွားနှင့်မယ်ဆိုတော့ဒီခွန်လေးတစ်ဒီငါသွားနှင့်မယ်ဒီမှာသူရောက်နေပြီသူရောက်နေပြီးတော့မှငါရောက်နေပြီနင်းလာခဲ့တော့အဲ့လာတဲ့ကမှာ665လို့လှဲလာဆိုတဲ့တမိုင်း665လို့လှဲလာဆိုတဲ့တမိုင်းကိုကျွန်တော်ကစားပြခဲ့တယ်အဲ့665တမိုင်းဒီထဲမှာဘလို့ပါတယ်လဲဆို665ဒီအဲ့မှာခွန်လေးတင်းနဲ့တွဲခဲ့တာက6လေး8ရှိတယ်အတူတူပဲဒီကနေ့အောင်မှာ6လေး8ရှိတယ်အတူတူပဲเนาะအဲ့တော့အနီးဆုံးခွန်လေးတင်နဲ့တွဲလိုက်တော့ကိုဒီမှာ6လေး8ရှိတယ်အဲ့6လေး8ဒီအကျဉ်းရည်တူမှာပြန်ပြီးတည်ပြီးတည်လိုက်တဲ့အကျဉ်းရည်တူမှာတည်လိုက်တဲ့6လေး8နဲ့အပေါ်အကွာဝေးကမှာ631တွေရှိတယ်ဒီမှာ631ရှိတယ်ဒီမှာကျွန်တော်631ရှိတယ်ဟုတ်ပြီเนาะအဲ့ဒီ631ဒီဘယ်ကလာ9နှစ်ကျော်ကလာခဲ့တယ်ဟောဒီကလာခဲ့တာ631ဒီကလာခဲ့တာမှတ်လိုက်เนาะဒါဆိုဒီ631ကဘယ်ကလာခဲ့9နှစ်ကျော်ဒီကလာခဲ့တာတဲ့ဟုတ်ပြီနော်အဲ့တော့အယောင်ပြောင်းလိုက်မယ်အဲ့ဒီက631တဲ့အဲ့ဒီက631တဲ့အောက်ကနေပြေးလိုက်865ဆိုတဲ့ကောင်ကလာပြီးတဲနေတာဟုတ်ပြီနော်အဲ့865တမိုင်းဒါဆိုဒီ631တဲ့အောက်ကနေပြေးလိုက်ရင်ကျန်တဲ့ဟာအထောင်လဲတွေဖဲခဲ့တာနော်685ဒီမှာတဲနေခဲ့တာအဲ့တဲနေခဲ့တဲ့685ကြီးကိုလှဲတာအကျန်နဲ့လှဲတာတွေပါသေးတယ်အဲ့ဒီ685ဒီ9နှစ်ကျော်သွားတော့မှ1နှစ်2နှစ်3နှစ်4နှစ်5နှစ်ကျော်သွားတော့ဒီရောက်ခဲ့မှာ685လို့ရောက်ခဲ့ပြီတဲ့ဒါဆိုဒီ685ခုနကဒီကျွန်တော်631နဲ့တွဲခဲ့တဲ့685မျက်စိမလဲနဲ့ဘုံလို့ထားတယ်နော်ဒီဘုံဇလန်းကိုနားလည်အောင်ကြည့်နော်631နဲ့တွဲခဲ့တဲ့685အာဒီ9နှစ်ကျော်မှာ685တဲလို့လာထွက်တာတကက်ဒါဆိုရင်ဒီကျွန်တော်တို့631နဲ့တွဲခဲ့တဲ့685အာဒီ9နှစ်ကျော်မှာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်ကျော်မှာ685လို့တဲလာထွက်တာနှစ်ကပ်မြောက်ကြပြီနော်ဘယ်နေရာမှာသွားထွက်တာလို့မှာ6နှစ်ရှိတယ်6နှစ်ရဲ့သမိုင်းနေအာရှိတယ်ဘယ်နေရာမှာသွားထွက်တာတော့သူ့ရဲ့ရှိမှာ6နှစ်ဆိုတဲ့အာရှိတယ်ဒါတွေကျွန်တော်မပြောပြခဲ့ဘူးထင်တာပဲအခုဆက်ပြီးပြောပြအောင်နော်6နှစ်ဆိုတဲ့အာရှိတယ်ရှိလိုက်တယ်အဲ့ဒီ6နှစ်နဲ့အချိန်တိုင်းမှာသွားပြီးတော့ထွက်ခဲ့တာဒါဆို6နှစ်နဲ့အချိန်တိုင်းမှာသွားပြီးထွက်ခဲ့တာရပြီဗျာနော်685လို့ဒဲထွက်ပေးပြီးတော့မှအဲ့ဒီ685ကနေသွားလိုက်တော့မှအခုဒီလူလိန်ပြောတဲ့ဒီစီကျော်ကိုရောက်သွားတာလူလိန်ပြောတဲ့ဆိုဒီဘက်6ခုနှစ်ရှိတယ်ဒီမှာ6ခုနှစ်ဒီ685ကနေတဲ့သွား6ကနေတဲ့နှစ်တည်ချင်းမပြတော့တဲ့ပြေးလိုက်တဲ့အခါမှာကျွန်တော်190လို့ထောင်နဲ့296ဖရိတ်ကြီးရှိနေတာရပြီနော်ဒါဆိုရင်ဒီ685ကနေတဲ့ပြေးလိုက်ကျွန်တော်2တည်ရရေမပြမောလို့တဲ့ပြေးကျွန်တော်296ဖရိတ်ကြီးကိုရှိနေတော့190ခါလုံးထောင်ခဲ့တာရပြီအဲ့ဒီက296ဖရိတ်ကြီးကိုရှိပြီးတော့မှအဲ့ဒီအောက်မှာဟောဒီကကျွန်တော်တို့132တို့388တို့ဇလန်းနေလာဖြစ်တာ86ခွန်တို့နော်အဲ့ဒီကနေမှဒီ6ခွန်2ကနေအောက်ကိုပြေးလိုက်တော့မှကျွန်တော်132တို့388တို့86ခွန်တို့ဖရိတ်ကြီးသွားဖြစ်တာဒါဆိုရင်မင်းပါပြောချင်တာ388ရဲ့အောက်မှာ395တိကိုတည်ပြည့်388ရဲ့အောက်မှာ395တိကိုတည်ပြည့်လို့ရတယ်သဘောပေါက်လားမနော်ဒါဆိုရင်ဘယ်ဒီကောင်နေဘယ်ရလာတော့ဒီ388ဘယ်ရလာ388ဒီပြောပြမယ်ခုနကကျွန်တော်အစိမ်းအောင်ချဲလိုက်တဲ့အစိမ်းကဘယ်ရောက်သွားဟာအစိမ်းအော်ဒီမှာအစိမ်းအောင်ချက်လိုက်တဲ့ဒီခွန်တလေးဖရိန်ကြီးအပေါ်မှာ665ရောက်ခဲ့တာလို့ပြောခဲ့လှဲခဲ့တာလို့ပြောခဲ့ပြီနော်ဒါဆိုခုနကလည်းဒီမှာခွန်တလေးဖရိန်ကြီးအစိမ်းအောင်ခွန်တလေးဖရိန်ကြီးအပေါ်မှာ665တွေလှဲခဲ့တာလို့ပြောခဲ့ပြီအဲ့665ဒီကျွန်တော်တို့ခုန665ဒဲလို့ပဲယူလိုက်တော့နော်665ဒဲလို့ပဲယူလိုက်တော့အဲ့ဒီ665ဒဲဒီ9နှစ်ကျော်ကလာခဲ့တာဒီ665ဒဲဒီ9နှစ်ကျော်ကလာခဲ့တာခုနပြန်ချင်းဘယ်လာတော့631နဲ့တွဲခဲ့တာဒီကောင်ဘယ်လာတော့631နဲ့တွဲခဲ့တာရပြီနော်ဒီမှာဒဲနဲ့တွဲခဲ့တဲ့631ဒဲဒီ9နှစ်ကျော်မှာသွားပြီးတော့အချိန်ကြီးတူမှာဒီကျွန်တော်10ချိန်မှာသွားပေါက်တာနော်ဒါဆိုဒီ631ဒဲဒီ9နှစ်ကျော်ဟိုမှာ10ချိန်မှာသွားပေါက်တာအဲ့ပေါက်လိုက်တဲ့631ဒဲတွေရဲ့အောက်မှာ648ဒီဒဲဟိုအချိန်ရည်ဒီမှာရှိနေတဲ့648ဒီနောက်တစ်ခုပဲခွဲပြီးခွန်တလေးနဲ့တွဲတာဒီကောင်နောက်တစ်ခုပဲခွဲပြီးခွန်တလေးနဲ့တွဲတာတွဲလိုက်တဲ့ခွန်တလေးရဲ့ဟိုအပေါ်ကကနန်း6နဲ့5ကိုထုတ်မှာခွန်တလေးရဲ့ပေါ်က365ကိုထုတ်မှာကြားတဲ့နားတာဖဲလိုက်အောင်အဲ့ထုတ်ပေးဖို့ရတော့ခွန်တလေးဒီကျွန်တော်ခွန်တလေးဒီငါသွားနေပြီနေလိုက်ခဲ့ခေါ်မယ်ငါသွားနေပြီနေလိုက်ခဲ့ခေါ်မယ်အဲ့ဘယ်ဟိုသွားတော့ခွန်တလေးကဒီဟိုသွားပြီးတော့ငါရောက်နေပြီမင်းလာခဲ့တော့ဆိုပြီး665လှည့်ထုတ်တာဒီမှာလဲခွန်တလေးက9ရောက်နေပြီမင်းလာခဲ့တော့ဆိုပြီး665လှည့်ထုတ်သွားတာဟုတ်ပြီနော်ဒါ665ဇလန်ပတ်သက်မှုတွေဒါဆိုအဲ့ဒီကခွန်တလေးတို့ဒီနေရာမှာမတဲခင်မှာဘာရှိတုံးဆိုကျွန်တော်တို့ပြောခဲ့တဲ့ဒီဘက်မှာ430တို့690တို့ဇလန်တွေရှိတယ်ဇလန်တွေအများကြီးပါ430တို့690တို့ရှိတယ်နော်ဒီမှာလဲကျွန်တော်430တို့690တို့ဇလန်တွေရှိတယ်ဇလန်တွေအကြီးကျယ်အဲ့တော့အဲ့ဒီ430တို့နဲ့အချိန်ကိုက်မှာခွန်တလေးရဲ့လာပေါက်တာဇလန်တွေပေါ့နော်ဒါဆိုဒီ430တို့နဲ့အချိန်ကိုက်မှာကျွန်တော်ဒီမှာ
ခွန်တလေးကလာပေါက်တာရပြီနော်အဲ့ဒါဆိုရင်ဒါအကွာဝေးခိုင်းနော်အဲ့430တို့690တို့430တို့690တို့ဘယ်ကလာတုံးဆို430 690ဒီမှာ430လို့ဇောင်းဆင်းပြီးတော့690လို့တည်ခဲ့တာဒီမှာတည်ခဲ့တာအဲ့မှာ838 frame ကြီးနဲ့ကစားခဲ့တာဇလန်းကြီးအကုန်ချိတ်ပြကျိုးတို့ကထောက်နဲ့နေအောင်ရတယ်ဒီမှာ430လို့ဇောင်းဆင်းနေပြီး838တည်ပြီးတော့ဒီမှာ639ခွန် frame ကြီးကိုတည်ခဲ့တာသဘောပေါက်လားနော်ဆိုလိုချင်တာကဒီလိုမျိုးဒီစီဂျိုကြီးထဲမှာ430ဇောင်းဆင်းပြီး838နဲ့ကျွန်တော်တို့430ဇောင်းဆင်းပြီးတော့ဒီမှာ639ခွန် frame တည်ခဲ့တာဟုတ်ပြီနော်ဒီမှာလဲ430လို့ဇောင်းဆင်းပြီး838 frame နဲ့ဒီမှာ639ခွန်တည်ခဲ့တာအဲ့639ခွန်နဲ့နော်ကျွန်တော်တို့ဒီ430တို့ဒီဇောင်းစင်းနဲ့430တို့ဒီ430ကဒီမှာ9ရောက်နေပြီ639ခွန်မင်းလာခဲ့430က9ရောက်နေပြီမင်းလာခဲ့လို့ခေါ်လိုက်တာနှစ်ကအကွာဝေးခိုက်တယ်သဘောပါလားဒါဆိုအဲ့ဒီက838ကအဲ့ဒီက838ကဒီကွင်းဆက်ချိတ်ဆက်မှုတွေနဲ့အတူဒီမှာလာပြီး838ကရောက်ခဲ့တာ388လို့လာနာခဲ့တာဒီ685ကွင်းဆက်နဲ့685ကွင်းဆက်နဲ့လာတဲ့ပြီသူကရိုက်ခဲ့ပြီပေါ့ဗျာနော်ဒါဆိုလဲခုနကဒီ838ဇလန်းကြီးကကျွန်တော်တို့ဒီမှာလာပြီးရိုက်ခဲ့ပြီပေါ့ဗျာပြောပြတာလိုရင်ဒါဆိုရင်ဒီခုနကွင်းဆက်ဒီ685ကွင်းဆက်ဒီနဲ့လာပြီးရိုက်ခဲ့ပြီပေါ့ဗျာဟုတ်ပြီနော်အဲ့လိုရိုက်ခဲ့ပြီးတော့မှသူ့အောက်ကိုကျွန်တော်တို့တွေးမှာသူ့အောက်မြင်းကုံကိုတွေးမှာမတွေးခင်ဒီတက်တုံညနှစ်ဘယ်လာလို့ရှင်းကြတယ်အများကြီး26ခုဘလို့ဖြစ်တည်တော့အများကြီးကျွန်တော်ရှင်းရမှာအများကြီးဒီ86ခုနေဘလို့ဖြစ်တည်ခဲ့တော့အများကြီးရှင်းပြမှာကြော်လိုက်တော့မယ်ဒီကောင်ပဲတွေးလိုက်မယ်ဒါဆိုဒီ395တိဒီ395တိဒီခုနကကျွန်တော်တို့ပြောခဲ့တဲ့ပြန်ကြ395တိဒီပြန်ကြ150ဒီကနန်းရဲ့ရှေ့ကပြန်ကြကနန်းဖြစ်ခဲ့တဲ့150ကိုထုတ်မှာဒါဆိုခုနကကျွန်တော်ပြောခဲ့တဲ့ပြန်ကြ150ကိုထုတ်မှာဆိုပို့မိုက်တာဗော150ကိုကျွန်တော်ထုတ်ချင်တာရပြီနော်ထုတ်ချင်တော့ဟုတ်ပြီ150ကိုကျွန်တော်ထုတ်တော့မယ်150ကြားထဲမှာနားအောင်မှာဒါ9နှစ်ကျော်ဇလန်အပေါ်မှာတဲတယ်ပြန်ကြတယ်အပေါ်မှာတဲတယ်ကျွန်တော်တို့ပြန်ကြတယ်ကြပြီအကောင်ထုတ်တော့မယ်ဗျာကြားထဲမှာနားမှာဘယ်မှာနားမှာတော့ခုနဒီ26ခွန်ဒီစီကျော်ထဲမှာဘာလုပ်ခဲ့တော့ဆိုတော့26ခွန်လို့ဇောင်းဆင်းခဲ့တာ26ခွန်လို့ဇောင်းမဆင်းခင်ရှေ့မှာ931တက်ကနားခဲ့တာဒီမှာကြီးနော်ဟုတ်ပြီလားဒါဆိုရင်931တက်က9နှစ်ကျော်မှာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်ကျော်မှာ931တက်ကဒီမှာနားခဲ့တာနားခဲ့တော့ဒီမှာ26ခွန်လို့ဇောင်းမဆင်းခင်နားခဲ့တာဒီမှာကျန်တာတွေပါသေးတယ်နော်ကျန်တဲ့ဟာတွေအများကြီးတက်တက်မှအများကြီးကျွန်တော်ပြောစရာကြံနေတော်ပြီအဲ့ဒီ26ခွန်လို့နားတဲ့ဇလန်းမှာကကျွန်တော်316တရောနော်နေပါဦးမျက်စိတွေဒီမှာမျက်စိရမွဲလူကချမ်းသာတော့မှာလို့နော်316ဒီမှာကျွန်တော်တို့ဇောင်းစင်နာတွေရော316ဇောင်းစင်နာတွေရောဒီပါဦးဒီမှာခွန်86လှဲတယ်ထင်တယ်ခွန်86လှဲခဲ့တာကျုပ်အဲ့မှာ6ထိပ်နဲ့ရိုက်ခဲ့တာပေါ့ဗျာဒီမှာခွန်86တွေလှဲခဲ့ခွန်86တမိုင်းလည်းရှေ့မှာခွန်86ဇာလန်းတွေရှိသေးတယ်မပြောတော့ဘူးနော်ဒီဇာလန်းတွေပြောပြန်သွားရင်မပြီးနိုင်တော့လို့ဟုတ်ပြီနှစ်ကြောက်ခွန်လို့ဇောင်းစင်းတယ်ဒီမှာခွန်86လို့လှဲခဲ့တယ်တွဲခဲ့တာအရမ်းမိုက်တယ်ဒီဇာလန်းနှစ်6ခွန်လို့ဇောင်းစင်းတယ်ခွန်86တွေလှဲခဲ့တယ်အဲ့မှာကျွန်တော်ဒီ86ခွန်တုံးကအတွေးရမနိုင်ခဲ့တာပေါ့နော်တကယ်နဲ့26ခွန်ကြီးကတဲနေတာဖြစ်လို့ဒီမှာ26ခွန်စာရွက်ကရွေ့သွားခဲ့တာ26ခွန်ကတဲနေတာဖြစ်လို့26ခွန်ရဲ့ဟိုးအောက်မှာ86ခွန်လိုက်ထွက်တယ်ဟာမိုက်တယ်ဇလန်းကနော်ဘာလို့တုံးဆိုတော့ခုနကဒီမှာ26ခွန်ဇောင်းစင်းတာနဲ့ခွန်86လှဲတာနဲ့ဒီတွဲခဲ့လို့26ခွန်ကငါလဲတဲပြီးဟောက်မင်းလဲတဲဆိုလိုက်တဲ့ဒီသဘောတရားတွေနော်ဒီမှာလဲ26ခွန်ကနော်ဇောင်းစင်းတာနဲ့ခွန်86လှဲတာနဲ့ဒီလိုတွဲခဲ့တာဖြစ်ချင်းကြောင့်26ခွန်ကငါလဲတဲနေပြီကွာဟဲ့အောင်86ခွန်မင်းလဲတဲဆိုဒီမှာလိုက်တဲမိုက်တယ်နော်အေးဒါဆိုမိသေးတယ်ခုနကဒီမှာကျွန်တော်တို့388ဒီ231ဇလန်ရှင်းမနေတော့ဘူး231ကလည်း9နှစ်ကျော်လာတာတနေ့2နှစ်3နှစ်4နှစ်5နှစ်ကျော်ကနေပြီးတော့231ကလာခဲ့တော့အဲ့နှစ်ဘယ်ရောက်သွားတော့ဒီမှာ231 4တစ်ခွန်ခုန4တစ်ခွန်2ကိုပဲနော်တကူခွဲကဒီ430လို့နဲ့တွဲတာကတကူခွဲဒီမှာတကူခွဲက430လို့နဲ့တွဲတယ်ဒီ4တစ်ခွန်ခွန်တလေးကတကူခွဲက430လို့နဲ့တွဲတယ်နော်အနောက်တကူခွဲကကြတော့အပေါ်ကဒီမှာအပေါ်ကကောင်ကကျွန်တော်ဘယ်သူနဲ့တွဲတယ်အပေါ်ကကောင်ကဒီမှာကျွန်တော်တို့3ည1နှစ်က4တစ်ခွန်းနဲ့တွဲတယ်26ခွန်းနဲ့တွဲတယ်ဂျာနာနေပါသေးတယ်တော့ပြီနော်ဒါမျိုးတွေဒါဆိုရင်ဒီကောင်ကဘုံလုတ်တယ်1 3ည2နဲ့တွဲတယ်ခွန်တလေးနဲ့တွဲ26ခွန်းနဲ့တွဲတယ်အဲ့တော့26ခွန်းနဲ့တွဲတဲ့1 3ည2ကို26ခွန်နဲ့တွဲတဲ့1 3ည2ကို9နှစ်ကျော်ပြန်ထုတ်ပေးဖို့ရအတွက်သူဒီ26ခွန်ရှိလို့ပြန်ထုတ်တာဒါမျိုးဒီ1 3ည2ကို9နှစ်ကျော်1နှစ်2နှစ်3နှစ်4နှစ်5နှစ်ကျော်မှပြန်ထုတ်ပေးဖို့ရအတွက်26ခွန်ရှိနေလို့ပြန်ထုတ်သွားတာအဲ့ဒီအောင်မှာက86ခွန်တွေထည့်လိုက်တာလိုက်တဲ့86ခွန်တွေဒီခုနကကျွန်တော်ဖော်ဆောင်ပြတဲ့26ခွန်နဲ့ခွန်86တို့ဒီတွဲခဲ့လို့26ခွန်ဇောင်းဆင်းနဲ့ခွန်86တို့ဒီတွဲခဲ့လို့26ခွန်ကငါတဲနေပြီငါအောင်မှာဟဲ့86ခွန်မင်းလာခဲ့နော်ဒီမှာ1 3ညနဲ့အောက်မှာမင်းလာခဲ့နော်ဒီမှာလည်းအဲ့လိုပဲဒီ26ခွန်နဲ့ခွန်86တို့ဒီတွဲခဲ့လို့6ခွန်တွေကငါတဲနေပြီငါအောက်မှာ86ခွန်မင်းလာခဲ့ဆိုလာပြီအဲ့တော့ကျွန်တော်ဒီနေရာကိုတွေးတော့မယ်ဒီနေရာကိုတွေးတော့မယ်နော်တွေးတော့ဒီမှာ388ကလည်းရောက်နေပြီသူလည်းရောက်နေပြီဒီမှာ388ကသူလည်းရောက်နေပြီခုနကကျွန်တော်ပြောခဲ့တဲ့ကောင်ရောက်နေပြီပေါ့ဗျာဒါဆိုဒီမှာ305တစ်ဖြုတ်လိုက်တော့လေ305တစ်ကို305တစ်လို့ဖြုတ်လိုက်မကောင်းဘူးလားအရန်ကောင်းပေါ့ဘာဖြစ်လို့တော့ကဲဒီ26ခွန်နဲ့နော်ဒီမှာခွန်86တို့လှဲပြီဒီမှာ931တစ်ကြီးဟိုးရှိရဒီမှာဒီပြန်ကြခဲ့တဲ့931တစ်ကြီးကို150ကြီးကို
ပြစ်လိုက်ပြီဒီပြန်ကြကြခဲ့တဲ့ဒီတင်90ဒီဇလန်းကြီးကို9နှစ်ကျော်ဇလန်းပြစ်လိုက်ပြီပထမကဒီမှာရောက်ပြီဒုတိယကဒီမှာရောက်ပြီရောက်တော့သူ့ဘေးက26ခွန်ဆောင်စင်းနဲ့ခွန်86တို့ဒီသွားနှင်ပြီလေသူ့ရဲ့ဒီဘက်ဘေးကဒီကျွန်တော်26ခွန်ဆောင်စင်းနဲ့ခွန်86တို့ဒီသွားပြီလေ26ခွန်ကငါလဲရောက်နေပြီနော်86ခွန်သူ့လဲရောက်နေပြီဟဲ့အောင်305တင်မင်းလာခဲ့တော့ပွဲပြီးရောဒါမျိုးဆိုရင်တော့မိုက်ပါလေဗျာနော်ဒီမှာလဲအဲ့လိုပဲဟုတ်ပြီ305တက်ကဒီကိုရောက်ခဲ့ပြီသူ့ဘေးက26ခွန်နဲ့ခွန်86တို့ဒီတွဲခဲ့တဲ့ကောင်တွေက26ခွန်ကဒီမှာငါလဲရောက်နေပြီနော်ဒီမှာ86ခွန်သူလဲရောက်နေပြီဟောမင်းလာခဲ့တော့ဟုတ်ပြီလားနော်ဒီမှာအဲ့လိုပေါ့နော်ဒီမှာစောစောကဒီမှာ26ခွန်နဲ့ခွန်86တို့ဒီမှာငါလဲရောက်နေပြီနော်မင်းထုတ်ဖို့ရအတွက်မင်းထွက်ပေးဖို့ရအတွက်ဟောဒီ26ခွန်ကမင်းထွက်ပေးဖို့ရအတွက်မင်းရှင်းနေမှာငါရှိတယ်ဒီမှာငါရှိတယ်ငါအောင်မှာဒီဘက်ကခွန်86မင်းနဲ့ဒီမှာခွန်86ကလည်းနော်ငါအောင်မှာဒီမှာခွန်86ကရှိနေပြီ86ခွန်လို့ရှိနေအဲ့တော့မင်းလာခဲ့တော့မင်းလာဖို့ပဲရှိတော့တယ်132ကော388ကောစောင့်နေပြီကဲဘလောက်ကောင်းလို့ဒါမျိုးကအဓိပ္ပာယ်ရှိတာနော်ဟုတ်ပြီလားဒါဆိုဒီမှာလည်းအဲ့လိုပဲနော်ဒီမှာနောက်တစ်ခါရောက်ခဲ့ပြီဒါကခုနကနော်မင်းထွက်ဖို့ရအတွက်26ခွန်ကမင်းရှိနေမှာငါရှိတယ်အဲ့တော့ငါရှိနေလို့မင်းလာခဲ့တော့ပေါ့ဗျာဒါမျိုးနော်အဲ့မှာ86ခွန်မှာစောင့်နေတယ်โอเคဒါဆိုနောက်တစ်ခါဒီမှာ90တဲပြစ်လိုက်ပြီဒီ26ခွန်နဲ့ခွန်86တို့ဇလန်းကမင်းထွက်ပေးဖို့ရအတွက်မင်းရှိနေမှာဒီ26ခွန်ငါရှိတယ်မင်းရှိနေမှာဒီမှာငါရှိတယ်အဲငါရှိတဲ့အောက်မှာမင်းလာခဲ့တော့ပေါ့ဗျာမင်းလာဖို့ရတော့86ခွန်မှာဂျိုးနေပြီဒီဘက်ကနော်ဒီမှာ86ခွန်မှာဂျိုးနေပြီသူတို့တွေမကဘူးမင်းလာဖို့3.1နှစ်ကော388ကောဂျိုးနေပြီအဲ့တော့မင်းလာခဲ့လိုက်တော့ဆိုပြီး3.5တစ်ကိုထည့်လိုက်ပေါ့ငါလူတို့ရဲ့အဲ့ဒါအဓိပ္ပာယ်မရှိဘူးလားဟိုအောင်ထွန်းဆိုတဲ့ကောင်ခင်ဗျားတို့ဂျောင်တွန်းပြီးတော့ဘာမှမဟုတ်ဘဲနဲ့ကွန်ပျူတာကြီးနဲ့ရှောက်ပေါက်ပြသွားတယ်နော်အဲ့တော့ဗျာအတော်ကိုစက်တီတုံးတဲ့ကောင်ပါဒီလိုမျိုးစီကြောပြနိုင်ဆိုတာဒီကောင်တွေဘာမှမရှိဘူးသို့တော့ငွေတော်ကြီးတွေသူတို့မှရှိတယ်သူတို့မှလိန်တော့ငွေတော်ကြီးတွေအပုံလိုက်နဲ့မလေးနော်လိန်ချင်းလိန်ပုံများကျုပ်ပြင်ဖုံးမိတောင်မှဟုတ်မရှိတော့ဘူးဖုံးမိတောင်မှမရှိတော့ရှိသူမရှိပညာကုန်သွားပြီတကယ်ပဲနော်အဲ့တော့ဟုတ်ပြီဒီကနန်းကိုဘယ်လိုထိုင်မှာတော့ကဲကျွန်တော်ဒီကနန်းကိုထိုင်မှုရတော့ကျွန်တော် break 6လေးလည်းရှိသေးတယ်ဗျရှိတော့တစ်ထိတ်လည်းရှိတယ်ဆိုတော့ထိတ်ရအပိတ်ရအခုမှကျွန်တော်ခေါင်းနဲ့ပေါ်လာကဲဖြတ်အောင်ဒီနားလေးကွက်ဖြတ်လိုက်တော့ညာအဲ့လေးပြောမယ်ပေါ့နော်ပြောမယ်ဆိုတော့ဒီကနန်းတွေကကျွန်တော်မန်မာထဲမှာပါမသွားထည့်ထိုးကြနော်ပါမသွားရင်ထည့်ထိုးကြကျွန်တော်အခုရွေးမဲ့ဟာကလေကျွန်တော်ဆုံးဖြတ်ထားတာကတစ်ခုဗျာတစ်ခုကိုကျွန်တော်ဆုံးဖြတ်လိုက်တယ်ဗျာအဲ့တစ်ခုဆုံးဖြတ်လိုက်တယ်ဆိုတာကအထိုင်တစ်လုံးကိုကျွန်တော်ရွေးထုတ်ပြီးကျွန်တော်တွဲပြီးဗျာလွဲတော့လဲမှားတော့လဲမှောက်ခံမယ်ပေါ့ဗျာနော်ရွေးချယ်တဲ့အကြောင်းရင်းတွေလည်းရှိတယ်ပေါ့ဗျာနော်ဟိုးလွန်ခဲ့တော့ဘယ်တော့မှပါလဲကျွန်တော်ပြောမယ်အဖေကအဲ့တော့အခုလိုပဲပြောတယ်ပေါ့နော်ငါသားမင်းဒီပွဲကြရင်မင်းလောက်ထားဆိုပြီးသူကြိုပြောတယ်သူကြိုပြောတော့ကျွန်တော်လည်းအဲ့တော့မမကနေ16ခွက်ထုတ်တာ16ခွက်ထုတ်တဲ့အချိန်ခါကာလတုန်းကကျွန်တော်အဲ့မှာနောက်ပိတ်အငြိမ်နဲ့16ခွက်လုံးထုတ်ပြီးလွှတ်လိုက်တာအဲ့ဒါကျွန်တော်ပြောမှုပါတယ်အခုလိုတို့ကျွန်တော်ပြောမှုတယ်နော်အဲ့ဒါဘယ်တုန်းကလို့မှတ်မှတ်ရရဟောဒီကဒီခွန်ရှစ်ခွန်ဇလန်းတော့ပါပဲအဲ့မှာကျွန်တော်ကဒီစီကျော်အဲ့တော့ကကြည်တာဒီလောက်အားတွေပဲရှိမလဲဗျာအကြည့်တော့ကြည်လာတာတွေးခေါ်လာတဲ့ဟာတွေပေါ့အဖေဆုံးဖြတ်ခိုင်းတော့အကြိုက်ကိုဆုံးဖြတ်လိုက်အဲ့တော့ကကျွန်တော်ဒီခွန်နောက်ပိတ်နဲ့မမကနန်းနေ16ခွက်လုံးကိုကျွန်တော်အကုန်ထုတ်လွှတ်လိုက်တာကိုလူတွေမျိုးလုံးပြူဟာခွန်နောက်ပိတ်ဒီပါလားဟုတ်တယ်လို့အကုန်လုံးအဲ့မှာဒီကောင်က2-3ခွန်ထောင်းတဲ့ဇလန်းတွေလည်းပါတယ်ပေါ့ဗျာအဲ့ဒီဇလန်းတွေပါပြီအဲ့မှာကျွန်တော်ရှီပေါင်း9နဲ့ဒီထဲတဲ့ဟာတွေကြတော့2-3ခွန်ထောင်းနိုင်လိုက်ကြည့်တော့လေထောင်းနိုင်တယ်ပေါ့ဗျာကျွန်တော်စုံမက်တွေလိုက်ကြည့်တာပေါ့နော်ထောင်းနိုင်တယ်ပေါ့ထောင်းနိုင်ရှီပေါင်း9နဲ့ဖြစ်တာဆိုရှီပေါင်း9နဲ့ခွန်နောက်ပိတ်ဆိုရင်ကျွန်တော်အဲ့မှာကျွန်တော်အဲ့တော့ကလည်း1-4ခွန်တွေ3-2ခွန်တွေလားမသိပါဘူးထဲရင်ကနေပြီးကျွန်တော်က10ခွက်ထိုးတော့ပေါက်တယ်ကိုလူတွေကြတော့မပေါက်ဖြစ်သွားတယ်ခွန်နောက်ပိတ်တွေနေတော့အကုန်ထည့်ပေးတာအခုလည်းအဲ့လိုပုံစံမျိုးပဲနော်ဒီနေ့29ရက်ကြာတာလေးဂျိုပြောင်းပြီတဲ့ငါသားရည်တမင်ဂျိုပြောင်းပြီလို့ဟာအဖေပြောတာဒီနားမဟုတ်ပါဘူးအဖေပြောတာဒီအောင်နားမှာဂျိုပြောင်းလာတယ်ဆိုတော့သူအကျုံးဝင်တယ်ပေါ့နော်အကျုံးဝင်တယ်ကျွန်တော်ကအဲ့လိုတွေကမကြာခဏခံထားပြီးပြီအဲ့တော့ကိုကတတိလေးထားပြီးလောက်ရတော့မှာဒါကြောင့်မလို့မျက်စိမွဲတယ်သို့တော့ချမ်းသာတော့မယ်ဆိုတော့အဲ့ဒါပြောတာလာတော့မယ်ကျွန်တော်ကန်နေလာတော့မယ်အဲ့ဒါလေးကိုပြောချင်တာပေါ့နော်ကဲပြောချင်တော့ဟုတ်ပါပြီခုဘယ်ရောက်သွားပြီကဲအထိုင်လေးတွေကျွန်တော်တို့တွေးကြည့်တော့မယ်နော်တွေးကြည့်လို့ဆိုကျွန်တော်ကအခုဒီပွဲမှာအဲ့လိုပုံစံမျိုးပေါ့နော်အထိုင်တစ်လုံးကိုကျွန်တော်ထိတ်ဆိုထိတ်ခါဆိုကအပိတ်ဆိုအပိတ်ကျွန်တော်အကုန်ထည့်လိုက်မှာကိုလူတဲ့ညံကွန်းတို့ဒီကနေ့နေပါမသွားရင်ထည့်တို့နော်ဟုတ်ပြီပါမသွားရင်ထည့်ဆိုကဲဘလူးထိုင်မှာတုံးဆိုဒီနားလေးမှာနေဦးမြကျွန်တော်စာအုပ်တွေကနှစ်ခဏလေးပေါင်းချင်းစာအုပ်ကပြန်ကြည့်မှရမယ်ဖြီးခြင်းနဲ့အလွတ်ပြောဦးမယ်နော်ဖြီးခြင်းနဲ့ဒါထင်တာပဲနော်မှတ်မှတ်ရကျွန်တော်ခုနကနေပါဦးဗျာကျွန်တော်ခွန်ရှိကို226ဇလန်ကြီးဖြီးတဲ့ဇလန်အရမ်းမိုက်တယ်ခွန်ရှိကို226ခွန်ထိလိုက်ခဲ့တာဗျာနော်အဲ့တော့ဒီခွန်ရှိကို226ဒီမှာခွန်ရှိကို226ဒီမှာကျွန်တော်ခွန်နေထည့်တာမအောင်ခဲ့ဘူးစာရွက်အဟောင်းကြီးရှိပါတယ်ကျွန်တော်ညောင်းဗျာထုတ်လိုက်ပါအောင်စာအုပ်တွေကကျွန်တော်တိတ်ထားတာတိတ်ထားရတယ်ဆိုတော့ဒီဇလန်တွေထဲမှာကျွန်တော်ပြောနေတဲ့ break တွေရှိသေးတယ်အထိုင်တွေရှိသေးတယ်
ကဲတခုချင်းပြောမယ်ကဲအခုတင်90ကိုပြောမယ်ဆိုတင်90ကိုသွားလိုက်တော့မယ်နော်ဒီဇလန်းကြီးဒီမှာတော့စာရွက်အဟောင်းနေတယ်ပေါ့ဒီဇလန်းကြီးဆိုတော့ခဏကျွန်တော်ကြည့်လိုက်မယ်ခွန်8 9နှစ်အဲ့ဒါနှစ်ဖြစ် sorry ဒါဆိုလွဲနေအဲ့ဒါဆိုရင်ဒီခွန်8 9နှစ်6ဇလန်းမဟုတ်ဘူးခွန်8 9နှစ်6ဇလန်းဒီမှာတစ်ထိပ်ဒီမှာတစ်ထိပ်လေးကျွန်တော်ကြည့်ကြတစ်ထိပ်ဆိုရင်3ညပေး6ပရိနဲ့ရ6ပရိကဘယ်လိုပါလဲနေကဲဒီလိုကြည့်ကြည့်မယ်ဗျာနော်ကျွန်တော်တို့ခဏလေးကျွန်တော်တစ်ချက်စဉ်းစား9နဲ့1နဲ့9နဲ့မှာ6ဖြစ်မယ်ဆိုတော့အဲ့ဒါဘယ်လိုသွားတာပါလဲကျွန်တော်စဉ်းစားလိုက်အောင်မယ်ဗျာတစ်ချက်ဒီဘက်နဲ့ပဲကျွန်တော်ပြလိုက်ရပြီစဉ်းစားလို့ရသွားပြီနော်ဒီလိုမျိုးလေကျွန်တော်ပြောခဲ့တဲ့9 3ညနှစ်ရှည်ဖြည့်တဲ့ဇာတ်လမ်းတွေကျွန်တော်ပြောခဲ့ပြီးသားနော်ကျွန်တော်ဒီမှာစာရွက်ကမရှိလို့သိခံပြရနော်ဒီဘက်ကပြရင်လည်းစာရွက်တွေကရောပြီးကနန်းတွေဟိုဘက်နေ့ကကနန်းတွေရောသွားတယ်အဲ့တော့ဘယ်လိုလဲဆိုတော့ဒီလိုမျိုးကျွန်တော်9 3ညနှစ်ရှည်ဇာတ်လမ်းတွေပြောခဲ့ပြီနော်6 9 3ည2 8က9လုံးတိုးကြီးလာတယ်ဒီမှာကျွန်တော်တို့6 9 3ည2 8တိတိသွားတယ်သို့တော့ကျွန်တော်6ကိုဖယ်ပြီး9 3ည2 8ကိုယူမယ်နော်ကျွန်တော်ကဒီ6ကိုဖယ်ပြီး9 3ည2 8ကိုယူမယ်ဘာဖြစ်လို့ယူတာတုံးဆိုတော့ကျွန်တော်ပြောခဲ့ပြီးပြီလေ9 3ည2 8ဒီ6 5 4ခွန်ထည့်လိုက်တော့ဒီ6 5 4ခွန်တွေကိုဒီမှာ6 5 4ခွန်လို့ခါးတွေထည့်လိုက်တဲ့အချိန်မှာပေါင်းခြင်းကဒီ3လုံးပေါင်းဒီ9เนาะဒီခါပေါင်းခြင်းဒီ9ခါပေါင်းခြင်းဒီ3ည9 3ညเนาะခါပေါင်းခြင်းဒီ2 9 3ည2ခါဒီဘက်ကခါပေါင်းခြင်းဒီ8เนาะ1 3ညခွန်ထဲမှာ8ဖြစ်မယ်အဲ့ဒါကြောင့်ကျွန်တော်က6 5 4 3လို့မယူဘဲနဲ့ဒီ6 5 4ခွန်ကိုဒီမှာ6 5 4ခွန်လို့ထည့်ဖို့ရအတွက်ဒီ3လုံး9ဒီ3လုံး3ည9 3ညဒီ3လုံး2ဒီ3လုံး8 9 3ည2 8ဆိုတော့ဟောဒီကကျွန်တော်တို့9 3ည2 8ဆိုတဲ့ဇလန်းကိုဒီမှာကစားမယ်အပေါ်6ကိုဖဲလိုက်တယ်အပေါ်6မဖြစ်ဘူးလीနော်ဒီမှာဒီသုံးလုံး6မဖြစ်ဘူးလीအဲ့တော့အဲ့မှာအဲ့6 3ည2 8ကိုလိုချင်တော့အဲ့ဒီ6 3ည2 8ဒီကစားခဲ့ပြီပေါ့နော်ကစားခဲ့တော့ကျွန်တော်ကဒီနားမှာကဲဒါကအရင်နှစ်ကစားတယ်ဆိုတော့ဒီနားမှာရေးလိုက်မယ်6 3ည2 8ရဲ့နက်ခတ်တွေပေါ့နော်အဲ့6 3ည2 8ဒီမှာရိုက်ပြီပေါ့ဗျာအပေါ်6မယူနော်6 3ည2 8ရိုက်တော့အဲ့6 3ည2 8ကိုကျွန်တော်က6ခွန်4 1နက်ခတ်တွေလှန်လိုက်တာပေါ့နော်လှန်လိုက်တော့ကဲ6ခွန်4 1ဒီနားလေးကရေးလိုက်မယ်ဗျာနားလေးကကဲ6ခွန်4 1ပေါ့နော်6ခွန်4 1နော်မှင်ညင်းနေရတူးနေတယ်စိမ့်နေနဲ့ဟုတ်ပြီ6ခွန်4 1လို့ကျွန်တော်9 3ည2 8ရဲ့နက်ခတ်တွေကိုရေးလိုက်ပြီရေးလိုက်တဲ့အခါမှာဟုတ်ပြီနော်ကျွန်တော်တို့ဒီနေရာမှာ break ထည့်ဖို့ရအတွက်ကဘာသွားမလဲဆိုတော့ကျွန်တော်တို့ဒီကရှေ့ပေါင်း9 2 3ည4ဇလန်းလေ9 2 3ည4ဒီနေရာမှာကျွန်တော် break 9 break 2 break 3ည break 4လို့ရိုက်ပြီးတော့အဲ့ဒီ9 2 3ညလေးကဒီမှာခွာ9ခွာ2ခွာ3ညခွာ4လို့ရိုက်ပြီးတော့အဲ့ဒီ9 2 3ည4ဒီ3ထိပ်တွေမှာ9 break ဒီမှာပေါ့နော်ဒီမှာစတာမျက်စိရလည်းမွဲဆိုရင်နော်လူကချမ်းသာတော့မယ်မျက်စိမွေးတယ်ဒီမှာ3ထိပ်တွေမှာ3ထိပ်နဲ့ကျွန်တော်တို့အဲ့9 break 3ထိပ်နဲ့2 break 3ထိပ်နဲ့ဘူး break 3ထိပ်နဲ့4 break ဆိုတဲ့9 2 3ည4ဆိုတဲ့ဇလန်းကဟောဒီက9 2 3ည4ဟောနော်ဟောဒီက break 9 2 3ည4ဟောဒီကခွာပေါင်းခြင်း9 2 3ညဒီမှာ9 2 3ည4ဆိုတဲ့ကောင်းလေးကို break က9 2 3ည4လို့ထည့်နေပြီးကစားခဲ့တာကစားခဲ့တော့ကျွန်တော်တို့တောင်းဒီမှာဖြည့်ကျင်တာလေသူ့တောင်းနေရောက်ပြီလေသူ့တောင်းနေရောက်တော့ဒီပွဲတွေရောက်ဖို့ရအတွက်ခုနကဒီကျွန်တော်တို့9 3ညကဲ2 8ရဲ့နက်ခတ်တွေက6ခွန်4 1ကရေးထားခဲ့ပြီเนาะမှတ်တာဒါဆိုအဲ့ဒီ9 2 3ည4လို့ခုနကလှုပ်လိုက်တဲ့9 2 9 2 3ည4ပေါ်ရခဲ့ထားတယ်เนาะအဲ့ဒီဇလန်းတွေမှာဘာတွေရှိတော့ဆိုတော့ကျွန်တော်တို့ဒီသုံးလုံးပေါင်း2ဒီသုံးလုံးထားပြဒီမှာဇလန်းတွေပါသေးတယ်ကျွန်တော်ကြော်လိုက်တော့မယ်ဗျာเนาะအဲ့ဒီမှာအောက်ပင်က2ခွန်1 8ဇလန်းတွေကျွန်တော်ပြောခဲ့ပြီဗျာ2ခွန်1 8ဟာဒီနားမှာကျွန်တော်တို့ဒီသုံးလုံးပေါင်း2ဒီသုံးလုံးပေါင်းခွန်ဒီသုံးလုံးပေါင်း1ဒီသုံးလုံးပေါင်း2ခွန်1 8ဇလန်းတွေပြောခဲ့ပြီဗျာအဲ့ဒီမှာခါဒီမှာအဝါရောင်လေးအရင်တော့ကစားခဲ့တဲ့အဝါရောင်လေးဒီမှာမိအဝါမိခွန်3 6 5မှတ်လိုက်အောင်နော်အဲ့ဒါမမှတ်ခင်ဒီ9 3ည2 8ကထိတ်စီးတွေအရင်သွားလိုက်မယ်ထိတ်ကိုရင်သွားမယ်ကဲအဲ့ဒါဆိုခုနကဒီကျွန်တော်9 sorry ဗျာ9 2 3ည4နော်9 2 3ည4ပြောင်းမြန်နေပြောလာမသိအဲ့9 2 3ည4ထိတ်စီးပြဒီမှာ1 3 3ညခွန်ကိုအရင်ဖြီးမယ်အဲ့1 3 3ညခွန်ကဒီနေ့မှာဖြီးပြီဗျာဒီ3လုံးပေါင်း1နော်စောစောစီဒီမှာဒီ3လုံးပေါင်း1နော်ဒီ3လုံးပေါင်း3 1 3ဒီ3လုံးပေါင်း3ည1 3 3ညဒီတခါခွန်ပေါ့နော်ခွန်ဖြစ်မယ်ဆိုဒီမှာလေ
1339ခွန်ကိုအဲ့ဒါတွေကိုလှမ်းဖြီလိုက်မယ်ပေါ့နော်အဲ့ဒါဆိုဒီသုံးလုံးပေါင်း1ဖြစ်အောင်ဒီမှာ1ဖြစ်ခဲ့ပြီဒီသုံးလုံးပေါင်း3ဖြစ်ခဲ့ပြီ13ဒီသုံးလုံးပေါင်း3ညဖြစ်ပြီ13 3ညဒီတကခွန်လှဲ့ဒီသုံးလုံးပေါင်းခွန်ဆို1ထည့်မယ်1ထည့်လိုက်ပြီဟုတ်ပြီနော်1ထည့်လိုက်ပြီဆိုတော့13 3ညခွန်ကိုဖြီတော့1ထည့်ရပြီပေါ့ဗျာကဲဒါဆိုရင်ထိတ်စီးရရင်အပိတ်ရတယ်ဆိုပြီးကျွန်တော်ပြောခဲ့တာမှတ်မိတယ်မလားထိတ်စီးရရင်အပိတ်ရတယ်လို့ပြောခဲ့တော့ကျွန်တော်ဘယ်လိုပြောခဲ့တုံးဆိုတော့ကျွန်တော်တို့ဒီနားလေးက2598အဲ2598နှစ်ခတ်တွေဒီ4361ရိုက်ပြီ4361ရိုက်တော့ဒီ4နဲ့နောက်ပိတ်2နဲ့ပေါင်းရင်ဒီထိတ်စီးရတာလေဟုတ်ပြီနော်ဒီ3နဲ့ဒီနောက်ပိတ်9နဲ့လန့်ပေါင်းလိုက်တော့ထိတ်စီးရတယ်လေဒါဆိုရင်ဒီ6နဲ့ဒီနောက်ပိတ်9နဲ့ပေါင်းလိုက်တော့ထိတ်စီးရတယ်လေဒါဆိုရင်ဒီ1နဲ့နောက်ပိတ်နဲ့ပေါင်းမှထိတ်စီးရမှာလေအဲ့တော့ဒီမှာထိတ်စီး1ရနေပြီဆိုရင်နောက်က3ညထည့်ပေါ့ဒီမှာတော့9ကိုရေးတာ9ကဘယ်လိုရေးထားတာမျိုး9က3 5 9 4 2ဒါဘယ်ဟာရေးတာငါကဘယ်လိုရေးထားကဲမသိထားတော့เนาะဒီငါကဘယ်လိုရေးမှကျွန်တော်မသိဘူးအဲ့တော့3594ကဲထားပါတော့ဗျာเนาะအဲ့ဒါကျွန်တော်မသိဘူးအဲ့ဒီနေရာမှာကထိတ်စီးရရင်နောက်ပိတ်ရမယ်ဆိုတစ်ထိတ်ရရင်3ညနောက်ပိတ်ထည့်လိုက်တော့လေဟုတ်ပြီเนาะထိတ်စီးတဲ့နောက်ပိတ်ကတပွင့်ငယ်မှာကိုဒါကြီးကျွန်တော်ပြောခဲ့ပြီလေအဲ့တော့နားလည်မှာပါเนาะနားလည်မှာပါဟုတ်ပြီအဲ့ဒါဆိုတော့ကဲခုနက13 3ညခွန်ကိုဖြီလိုက်တော့ထိတ်စီးရသွားပြီထိတ်စီးရတော့ဒီထိတ်စီး6ဒီ2နဲ့ဒီ4နဲ့လှမ်းပေါင်းလိုက်တော့6ဒီထိတ်စီး3ညဒီခွန်နဲ့ဒီ6နဲ့လှမ်းပေါင်းလိုက်တော့sorry ဒီ3နဲ့ပေါ့နော်ဒီမှာကျွန်တော်အဲ့ဒါလေးပြောခဲ့ပြီးသားနော်ဒီလိုချစ်ပြခဲ့ဒီလိုပြဒီ259လေးပြောတာ25258ဒီနားမှာဒီလိုနောက်ပိတ်2နောက်ပိတ်5နောက်ပိတ်9နောက်ပိတ်9နောက်ပိတ်8 2598လို့ဖြီးပြီးတော့မှအဲ့2598ရဲ့နက်ခတ်တွေဒီမှာ4361လို့လာပြီးရိုက်လိုက်တဲ့အဲ့ဒီ4နဲ့ဟောဒီကကျွန်တော်တို့နောက်ပိတ်2နဲ့ပေါင်းလိုက်ရင်ထိတ်စီးရဒီ3နဲ့နောက်ပိတ်9နဲ့ရိုက်လိုက်တော့ထိတ်စီးရဒီ6နဲ့နောက်ပိတ်9နဲ့ပေါင်းလိုက်တော့ထိတ်စီးရဒါဆိုဒီ1နဲ့နောက်ပိတ်နဲ့ပေါင်းတော့ထိတ်စီးရမယ်ဆိုကျွန်တော်တို့1ရနေပြီလေ1ရနေတော့3ညနဲ့ပေါင်းမှ1နဲ့3ညနဲ့ပေါင်းမှ1ရ1 3ည6ပရိတ်ဘယ်လိုယူမလဲ6ပရိတ်ဘယ်လိုယူမလဲဆိုတော့ကဲကျွန်တော်ဒီမှာခွန်365เนาะဇာလန်ရောက်ပြီပေါ့ဗျာကဲဝါလေးချက်တဲ့ခွန်365ပဲကြည့်လိုက်တော့မြန်ပြောချင်တာမလို့เนาะခွန်365ဒီကျွန်တော်တို့ဒီမှာဒီ3လုံးပေါင်းကခွန်55ပေါင်းတော့ခွန်ဒီ3လုံးပေါင်းက3ခွန်3ဒီ3လုံးပေါင်းက6ခွန်36ဒီ3လုံးပေါင်းဒီ5ဆိုပြီးတော့เนาะဒီမှာခွန်365ကိုဖြီသွားပြီခွန်365အဲ့တော့အဲ့ခွန်365ကိုဖြီသွားတော့မင်းကဘာလုပ်ချင်တာတုံးအဲ့ခွန်365ကိုရေးလိုက်เนาะရေးလိုက်တော့ကဒီနားလေးကနေကျွန်တော်ရေးလိုက်မယ်ဗျာစာရုပ်ကရှုပ်နေပြီဗျာကဲအဲ့တော့မင်းနက်ကလေးနဲ့ရေးလိုက်မယ်နော်ခွန်365ကဲတခါလေးပြောလိုက်မယ်ခွန်ရေးတော့ရေးမှာခွန်3ဒီမှာရေးပြီးရှုပ်နေနော်ဒါလေးကံမျက်လုံးနဲ့ပြောဗျာကျွန်တော်ဖြတ်လိုက်ပါအောင်ဒါကြီးကကျွန်တော်အရင်တုန်းကဟောဖြစ်ထားတဲ့ဟာလေးတွေးထားတဲ့ဟာလေးအကျုံးတော့ဝင်လာပေါ့နော်ကျုံးဝင်တော့ဖြတ်လိုက်မျက်စိမှာရှုပ်စာရုပ်ကလည်းမရှိဘူးနော်ကျွန်တော်ပရင်တာတွေလည်းပြက်ဝယ်ကားသားတုန်းက2မျိုးပေါင်းမှ4သိန်းလောက်ပြရတာအခုတစ်မျိုးနဲ့ပြင်ကို8သိန်းဆိုမျက်စိတွေပြူတော်ပြီးမိမရပါမရမယူတော့ဘူးခွန်365เนาะခွန်36ပေါ့ဗျာ5ပေါ့နော်ခွန်365ဘယ်ရတော့ဆိုခုနပြောတယ်ဒီမှာခွန်365ဟောဒီကပေါင်းညက်ဒီလိုခွန်ဒီလို3ဒီလို6ဒီလို5ခွန်365အဲ့ဒီခွန်365ဒီခွန်နဲ့ဒီ break 6နဲ့ပေါင်းလိုက်ရင်ခွန်နဲ့6နဲ့ပေါင်းလိုက်လို့ရှိရင်ကျွန်တော်တို့ဒီခွန်နဲ့ break 6နဲ့ပေါင်းလိုက်ရင်ခုန6ကိုရတယ်เนาะဒီ3နဲ့ break 4နဲ့ပေါင်းရင်ခွန်ကိုရတယ်ဒါဆိုရင်ဒီ6နဲ့ဒီ break 8နဲ့ပေါင်းရင်4ဒီ4ကိုရတယ်ဒါဆိုရင်ဒီတစ်ခါဘာရမှာတုံးဆိုတော့1ကိုရအောင်လို့လေ1ကိုရအောင်5ကို6 break နဲ့ပေါင်းမှ1အဲ့မှာ6 break စစ်ပီကီပေါ့နော်6 break ဆိုပြီးတော့ရတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီမှာ6 break ရမယ်ဆိုရင်1ထိပ်3ညပိတ်ဆို150ကဲအချစ်တအားကျွဲ150ဆိုပြီးတော့လေထိုးလို့ရပါကြောင်းတဘောပေါက်လားမသိဘူးနော်ဟာမင်းခွန်365ကဟုတ်ပါပြီဒီကခွန်365ကိုမင်းရေးလိုက်တာဒီ6ခွန်4တက်ဘယ်ကကောင်းတော့6ခွန်4တက်ရဲ့နက်ခတ်တွေဒီ9328ဟောဒီက9328ဟုတ်ပြီနော်အဲ့တော့အဲ့ဒီ9328နက်ခတ်6ခွန်4တက်ဖြစ်ပြီးဖို့ရအတွက်ခွန်365ကိုဒီပရိတ်တွေနဲ့ပေါင်းလိုက်တာပရိတ်နဲ့ပေါင်းရင်6ပရိတ်ရတယ်သဘောပေါက်လားကဲအဲ့ဒါဆို6ပရိတ်ကျွန်တော်ဟိုတနေ့ကကောက်ပြောလိုက်တယ်6ပရိတ်ဆိုတာဘာမှမသိဘူးရှိပါသေးကျွန်တော်မေ့သွားနော်ကဲအဲ့တော့ထားပါတော့ဆိုတော့ကျွန်တော်ဟိုတနေ့6ပရိဘာမှမသိကျွန်တော်ပြောလိုက်သေးတယ်ကဲထားတော့အဲ့ဒါဆိုရင်ကျွန်တော်တစ်ထိတ်ရရင်3ညပိတ်ရပြီ6ပရိပြောင်း9တဲ့150ကဲအချစ်တအားကျွဲ150ကဲ9လူတို့အဲ့ဒါထိုးတင်မထိုးတင်ခုနစီကြောကြီးကလာတဲ့ဇလန်းနဲ့
ဟုတ်တယ်မလားနော်ဒီကျွန်တော်တို့231ခုန388ပဲရောက်သွားနော်အဲ့ကောင်တွေအဲ့လိုပြနိုင်စွာမရှိဘူးနော်စီနဲ့ရေလိုပဲနော်ဒါကပေါင်းခြင်းကဒီလိုလေးဖြစ်တည်ထားမှုရဲ့အကွက်ရွှေရလာတဲ့ကျွန်တော်351ဘယ်လိုထိုင်မလဲပေါ့နော်ဒီမှာ351ပေါ့ရဘယ်လိုထိုင်မလဲဆိုတာရဲ့ဒီချုပ်လိုက်တဲ့အခါစီးကြောကလာတဲ့အကွက်ရွှေကအထိုင်မပါတဲ့အခါမှာကျွန်တော်ဒီလိုမျိုးချုပ်လိုက်တယ်ဆိုရင်150ထိုးတင်မထိုးတင်ကိုယ့်ဘာကိုစဉ်းစားเนาะကြာရင်ထိုးအာထိုးတော့မမှားဘူးပေါ့ဗျာအာထိုးကငါးထိတ်လည်းရှိတာဟုတ်เนาะငါးထိတ်ကျအာထိုးလိုက်တာမမှားဘူးဟုတ်ပြီလားဒါကအကွက်ရွှေ350ကတကယ်တမ်းတဲပြင်းမွေးကိုမွေးရမယ်ဇလန်းเนาะခုနကပြောတယ်ကျွန်တော်350ဒီမွေးရမယ်ဇလန်းဒီအကွက်ရွှေလိုင်းအထိုင်မပါဘူးမနစ်ကလို့ဒီကျွန်တော်တို့665လှဲတဲ့ဇလန်းလို့အထိုင်ပါရင်ပွဲပြီးပေါ့เนาะဒီ665လို့အထိုင်ပါလာတဲ့ဇလန်းဆိုရင်ပွဲပြီးပေါ့သို့တော့သူ့နေရာမှာအထိုင်ကကျွန်တော်တွေးလို့မရဘူးဒီဇလန်းကမပါတာပြောတာเนาะဒီဇလန်းကမပါတော့ကျွန်တော်ပေါင်းခြင်းလေးနဲ့ဖြည့်ခြင်းလေးနဲ့ထိုင်လိုက်တော့150တစ်ထိတ်ရရင်3ညပိတ်ရပြီဘရိတ်6နဲ့ဆို150လို့ထည့်လိုက်ရသွားပြီကဲဒီလောက်ပဲဒါဒီဖိုင်ဒီလောက်နဲ့တစ်ဖြတ်လိုက်မယ်နောက်တော့လာခြင်းသေးတာလာခြင်းသေးတော့ကျွန်တော်နောက်တစ်ဖိုင်ထပ်ရဒီဖိုင် site ကိုကျင်းမယ်ကျင်းပြီးရင် original ဖိုင်ကိုကျွန်တော်ပြန်ဖြတ်ရမှာဘာလို့လဲဒီ original ရိုက်လိုက်တဲ့ဖိုင်ကြီးကအကြီးကြီးလေအကြီးရှိနေရင်ဖိုင် site ကျင်းတဲ့နေရာမှာဒီဖုန်းစရိုးပြည့်နေမရဘူးเนาะဥနိုင်ဖုန်းစရိုးပြည့်နေကျင်းလို့မရအဲ့ဆိုဖုန်းထဲမှာရှိတဲ့ဖိုင်တွေကိုပြန်ဖြတ်ရမှာအဲ့လိုရှိတယ်မလိုအပ်တဲ့ဟာဖြတ်လို့ရှိရင်လည်းရိုးဖြတ်လို့မရဘူးဒီ recently delete ဆိုလာခဲ့အင်္ဂလိပ်လိုမဟုတ်အဲ့ထဲကို live ဖြတ်မှာပြတ်တာเนาะကျွန်တော်ပြောဦးမယ်ကျွန်တော်ထဲမှာဘာတွေပါလဲကြည့်လိုက်အောင်ကျွန်တော်ထဲမှာဥမာတို့ဖုန်းလေးကဖိုင်ဖြတ်လိုက်ပြီဗျာဥမာအပြင်ဒါ restore လုပ်လို့ရတယ်ဗျာနော်ဥမာဖုန်းလေးကဖိုင်ဖြတ်ဒါကကျွန်တော်ဒါမနေ့ကဗီဒီယိုဖိုင်ကြီးကူအတင်ရပြီနော်ဥမာဒီဖိုင်ကြီးရှိနေဒီဖိုင်ကြီးဆိုဖိုင်ဆိုင်ကြီးကအကြီးဗျာဒီဖိုင်ကြီးဆိုကျွန်တော်မနေ့က949 MB ဒီမှာ1GB ရှိတယ်နော်ဒီ 1GB ရှိနေရင်ကျွန်တော်တို့ကအများကြီးပဲဒီအောင်ဖြတ်လိုက်ပြီကျွန်တော်ဒီလိုဖြတ်ပလိုက်ပြီဆိုလို့ဟဲ့အောင်မင်း1GB ရှိတယ်ငါဖြတ်လိုက်ပြီကွာမရှိတော့ဘူးလို့သွားလို့မရဘူးဖုန်းထဲမှာကြံသေးတယ်အဲ့ဒါဘယ်နေမှာကြံသေးတုံးဆိုတော့ကျွန်တော်ဒီမှာဖုန်းထဲမှာတို့ဒီဟိုဟာမှာရှိတယ်အောက်မှာဒီမှာ recently delete ဆိုတာရှိတယ်အဲ့ဒါကိုနှိပ်ရမှာအဲ့ဒါနှိပ်တော့ဒါကျွန်တော်ကြည့်ထားတဲ့ဟာတွေပေါ့ဒီမှာရှိတယ်ဒီထဲကိုလိုက်ဖြတ်မှရမှာဒီထဲမှာရှိတော်မှာ restore လုပ်လို့ရသေးတယ်နော်ဒီလို restore လုပ်လိုက်ရင်ပြန်ပြီးအပေါ်ရောက်သွားအဲ့တော့သူ့ကိုပြန်ပြီးတော့လုံးဝဒီလိုဖြတ်လိုက်ဒီလိုထောက်ပြီးဒီလိုဖြတ်လိုက်မှမရှိတော့တာကဲအဲ့ဒါပဲဟုတ်ပြီနော်အဲ့လိုလောက်ကဲသဘောကနားလည်မယ်ထင်တာပဲကဲအဲ့ဒါဆိုတော့နောက်ထပ်ဖိုင် site ကျွန်တော်ထပ်ရိုက်မယ်နော်ရိုက်မယ်ဒီဇလန်ကိုပဲဆက်ရိုက်ဒီဇလန်အခုဒါ6ပရိတ်ကိုရိုက်ပြလိုက်ပြီဗျာ150အကွက်ရွှေနဲ့အတူအမှန်ကကျွန်တော်ဒါပြောမလို့မဟုတ်အမှန်ကကျွန်တော်ရည်ရွယ်ချက်သွားတာတရားမဟုတ်ဘူးကျွန်တော်ရည်ရွယ်ချက်က483တို့ကျွန်တော်639တို့ကိုကျွန်တော်သွားမလို့639တို့ဒီ483တို့ကျွန်တော်သွားမလို့အခု150ရောက်သွားတယ်ခင်ပြောရင်းနဲ့အဖြစ်ကအဲ့လိုပါနော်ဟုတ်ကဲ့150ထည့်ထိုးလိုက်အချက်အားကျွဲတဲ့150ငါလူတို့ရေဒါကြုံသွားတာပေါ့နော်ကျွန်တော်ကြုံသွား150ကဲရေးလိုက်ကျွန်တော်စော့ပင်အပေါ်ပင်ကမင်းဟိုလေးမဖြစ်ဟုတ်ပြီနော်အဲ့မှာညာကွန့်ထိုး9ထိပ်တွေလည်းရှိရင်တော့ဒီမှာထိပ်တွေက9တွေရော6တွေရော4တွေရော8တွေရောအကုန်ရှိတယ်ဆိုတော့ဒါပေါင်းညံ့တော့ကနန်း10လုံးသူကနေအကုန်ထွက်လာမယ်အညာကွန့်ထိုးနော်ကဲဟုတ်ပြီဒီဖိုင်ကြောင်းနဲ့ညီကုန်းချုပ်လိုက်မယ်နောက်တစ်ဖိုင်ထပ်ရိုက်အောင်မယ်ဗျာနော်ရိုက်ပြီးတော့မှကျွန်တော်မမကနန်းနေဟာနေ့လေစောင်းပြီးစနစ်ကြော်ပြီဆိုတော့မမကနန်းနေကျွန်တော်ရွေးပြီးတော့သူ့ဆုံးဖြတ်ပြီးသားပါကနန်းလေးထည့်ရုံပဲနော်ဆုံးဖြတ်ပြီးသားမမကနန်းနေအိုက်တယ်ဗျာအိုက်တယ်ကဲအိုက်တော့အိုက်ပြီလေးအကိုထုံးလေးဖွင့်လိုက်ပါဦးမယ်အိုက်ပြီဥနိုင်တချင်းတွေရှောက်မထဲ့နေတော့တချင်းတွေဖွင့်နားထောင်တာကိုကအကြောင်းမဟုတ်ဘူး copyright ညှိသွားရင်အချက်ပြတယ် copyright ညှိတယ်တဲ့ဟာအချက်ပြပြီးရင်သူတို့ကအဲ့မှာသူတို့စီမံစည်းကမ်းနဲ့မညီလို့ရှိရင်အကောင့်တွေပြအောင်ဝန်နေနေပြီးတွေ့ရောဗျာအကျုပ်အဲ့မှာ subscriber 3000ခွဲကျော်ရှိတဲ့ဟာကြီးအကုန်ပြတ်ထွက်သွားအဲ့ကြောင့်အခုလူတွေကဟိုလိုက်ရမလို့ဒီလိုက်ရမလို့သူတို့ဘယ်လိုက်လို့လိုက်ရမှလည်းမသိဘူးသူတို့လည်းဒီနေရာသားဟိုနေရာကျရင်တော့လဲပေါ့နော်အဲ့လိုမျိုးတွေအဲ့တော့လည်းနေခဲ့တော့မတက်နိုင်ဘူးပေါ့ဗျာနော်လို့ဘူးနေတာငါတော့အင်ကြီးမကန်နိုင်အယုတ်ဒီမှာကျွန်တော်လည်းမိုးလာအုံတော့မအိုင်မိုးရအုံပြီးအိုင်ကဲအကိုတော့အင်ချလိုက်အောင်မယ်တဲ့အိုင်လို့ပါနောက်တစ်ပိုင်းဆက်ရအောင်မနော်